မင်္ဂလာညချမ်းပါတော်ရရှိမြခင်ဗျာဒီကနေ့ညမေးပြစီကိုစီစဉ်ကတော့ကျွန်တော်တို့ခဏအချိန်ညာသွားတဲ့အတိုင်းကျောင်းသားတက်မကအဆောက်အဦကိစ္စနဲ့လက်ရှိနိုင်ငံရေးပေါ်ကျောင်းသားကောင်းဆောင်ဟောင်းတွေရဲ့အမြင်ဒါမှမဟုတ်လက်ရှိကျောင်းသားကောင်းဆောင်တွေရဲ့အမြင်ကိုကျွန်တော်တို့ဆွေးနွေးတော့မှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူရှိနေတာကတော့ဘာဂတတကတအဖွဲ့ဝင်တွေဖြစ်တဲ့ကိုစရာလွင်ကိုမင်းသွတ်တဲ့နဲ့ကိုနန်းလေးလို့ဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ဒီကိုမင်းသွတ်တဲ့ကိုမေးချင်တာအခုကိုမင်းသွတ်တဲ့ကျွန်တော်တို့ဘာဂတကခေါင်းဆောင်မှုအပြောင်းလဲကျွန်တော်တို့ဒီပြီးခဲ့တဲ့2လ3လလောက်ကဖန်အမှာခေါင်းဆောင်အစ်စ်တွေကိုတောင်းလွှဲပြောင်းတဲ့ဒီပွဲလောက်သွားတယ်ကျွန်တော်တို့သိရတယ်အခုဒီကိုမင်းသွေးတွေကဘာလုပ်နေလဲအရင်ဦးဆုံးကျွန်တော်တို့ပြည်သက်တွေကိုပြောပြပါအောင်လောဆယ်ကျွန်တော်ကဒီဘာဂတာရဲ့ဖန်ယူကဝယ်ညီလာခံအပြီးမှာဟောလေကျွန်တော်ဒီဘာဂတာ CBC အစ်စ်ကိုတက်လာတဲ့ကျောင်းသားသမဂ္ဂတွေယူကတင်မြောက်လာတယ်ကျွန်တော်တို့ကတော့အရင်ဒီ2009နဲ့2015ထိတာဝန်ယူခဲ့တဲ့ဘာဂတာဘိုးလုံကော်မတီဟောင်းတွေကအကုန်လုံးနှုတ်ထွက်ပြီးတော့နားယူကြတယ်ပေါ့အဲဆိုဒီထဲမှာကျွန်တော်ကကျောင်းမှာလက်ရှိဆက်တက်နေတယ်ကျောင်းကထောင်ကထွက်လာပြီးတော့မှကျွန်တော်ကျောင်းပြန်တက်နေတယ်ရှေ့ပိုင်းတက္ကသိုလ်မှာဒါဆိုရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာတာမန်ဒီအမှုဆောင်ဖွဲ့ဝင်နေနေပဲကျွန်တော်ဘာဂတာအဖွဲ့မှာပါပါတယ်ဥဆောင်မှုခန်းကဏ္ဍမှာတော့ကျွန်တော်ပြီးခဲ့တဲ့ဒီ2015ပညာရေးတပိတ်ဥဆောင်ခဲ့တဲ့ဘာဂတာဘိုးလုံကော်မတီတခုမှမရှိတော့ဘူးကိုနန်းလေးအခုပါဒီကျောင်းတက်နေတော့မလားဘယ်နှစ်ကိုရောက်နေဆိုတော့ကျွန်တော်ကကျောင်းဆက်တက်နေတယ်ထောင်ကပြန်လာပြီးတော့ဒီတကုံတက္ကသိုလ်မှာပဲတတိယနှစ်ယူပါပြီးတက်နေတယ်ပေါ့တက်ပြီးတော့ဒီတက်မကရေးရဆောင်ချက်တွေကိုလှုပ်ဆောင်နေတယ်ပေါ့ဟုတ်ကဲ့ကိုစားအောင်ကိုစရာလွယ်ကျွန်တော်ကအခုလိုလုံးစင်မှာဆောင်းဝဲပြန်ဖြေခွင့်ကိုကျွန်တော်ပြန်ပြောနေရတယ်ကျွန်တော်$1000ပြီးတော့ဆောင်းဝဲဖြေခွင့်ဝင်ကြီးကပေးမယ်လို့ပြောတယ်ဒါပေမဲ့ဒီရက်ပိုင်းလေးတွင်းမှာပဲကျွန်တော်ကျောင်းအုပ်ချုပ်ရေးဘက်ကနေပြီးတော့ရှိနေတဲ့စီးမင်းနဲ့မကိုက်ညီဘူးဆိုပြီးတော့ဖြေဖို့တော့ကိုစင်မပြေဘူးလို့ကျွန်တော်ပြောလာတယ်ကိုစရာလွယ်ကဝတ်စာမှာဒီကုန်းရန်ကုန်စီးပွားရေးတက္ကသိုလ်ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာတတိယနှစ်ဆိုတော့ဒီနှစ်အဆောင်ပွဲဖြေရောက်ဖို့ကမသေးကြဘူးလောလောဆယ်အထိမကြသေးဘူးဆိုတော့ဘာအကြောင်းပြချက်နဲ့သူတို့ကပြောတယ်ရှိနေတဲ့ဒီပညာရေးစီကံပေါ့ကျောင်းတက်တဲ့ကျောင်းသားတစ်ယောက်ရဲ့ပညာရေးတက်ခွင့်စီကံမှာတော့external ကျောင်းသားကျသွားလို့ရှိရင်ဝေးတင်ပြောင်းသွားတဲ့စီကံရှိတယ်ကျွန်တော် IC ကန်နေညိနေပေါ့ပြီးခဲ့တဲ့ထောင်မကြခင်ကကျွန်တော်2015ကကျွန်တော် external ဖြစ်တယ်ဖြစ်တော့အဲ့ external မှာကျွန်တော်ကပထမနှစ်ဝက် first semester မှာကျွန်တော်ဆောင်ဝဲဖြည့်တယ်ဖြည့်ပြီးကျွန်တော်ထောင်ထဲရောက်တယ်ထောင်ထဲမှာကျွန်တော်ဖြည့်ခွင့်တောင်းတယ်မရဘူးမရတဲ့ခါမှာပြန်ထွက်လာတဲ့ခါမှာကျွန်တော်ဆောင်ဝဲပြန်ဖြည့်မယ်ဆိုတော့ဝင်ကြီးကကိုယ်တိုင်ပြန်ဖြည့်ပါလို့ပြောတယ်ဒါပေမဲ့ကျောင်းက project ကိုကျွန်တော်တင်တဲ့ခါမှာလောစေတော့ဒီရက်ပိုင်းလေးမှာပါဖြည့်ခွင့်မရဘူးလို့ကျွန်တော်ပြန်ပြောလာတယ်ပြန်ပြောလာတဲ့အတွက်အခုကျွန်တော်ဝင်ကြီးဆက်ကြိုးစားတယ်ပြန်ဖြည့်ဖို့စင်ပြေမယ်လို့ထင်တယ်မပြောတတ်သေးမပြောတတ်သေးဘူးဆိုတော့ဒီပြီးတော့ကျွန်တော်တို့ဒီအစိုးရအသစ်တက်လာပြီးတဲ့ခါကျတော့မှအကုန်လုံးဒီဘာဂတာတွေတာဂတာတွေရောထောင်ထဲကိုဝင်လဲရတာရှိသေးတယ်ပြီးတဲ့ခါကျတော့မှအကုန်လုံးထွက်လာတယ်အခုနောက်ပိုင်းမှာဒီចောင်းသားဒီသူလှုပ်ရှားမှုတွေចောင်းသားတွေရဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကတိတ်မတွေ့ရတော့ဒါပေမဲ့ဘယ်နေရာမှာတော့ပြန်တွေ့ရလဲဆိုတော့ဒီချိန်မှာတော့အားလုံးပြန်ပါလာတဲ့သဘောမျိုးတွေ့ရတာတော့ဒီចောင်းသားတမကအဆောက်ကိုစောင့်မဲ့ကိစ္စမှာကျွန်တော်တို့ဒီသတင်းမီဒီယာတွေမှာတွေ့တာရောနောက်အပြင်မှာပြောနေကြတာကចောင်းသားတမကအဆောက်ဦးစောင့်မဲ့ကိစ္စကိုဒီចောင်းသားတွေကဆန္ဒပြတယ်ဆိုပြီးတော့မှသတင်းတွေကထွက်လာတော့အဲ့မှာအမြင်လွဲမှားမှုတွေရှိတယ်ဆိုပြီးတော့သိရတယ်။ဒါចောင်းသားတွေကိုဒါဘာကြောင့်ဆန္ဒပြတာလဲတမကလည်းအဆောက်ဦးလည်းတောင်းသေးတယ်တောင်းတဲ့ဟာကိုစောက်ပြီးတော့လည်းလက်မခံဘူးလားဆိုတဲ့ဟာမျိုးတွေဖြစ်လာတယ်အဲ့ဒါဟာဘယ်လိုဖြစ်တာလဲဒီတမကအဆောက်ဦးနဲ့ပတ်သက်ပြီးနောက်ဆုံးအခြေအနေဘယ်လိုရှိတယ်လဲဘယ်လိုဖြစ်ကြရလဲဆိုတော့ကိုနန်းလေးဗာသိထားတယ်ဆိုတော့ကျွန်တော်တို့ကစသိရတော့ဥပ္ပမသိန်းစကျိုးဝမ်းနေပေါ့နော်ကျိုးဝမ်းနေဒါပေမဲ့လုံနီလို့ဟန်စိတ်ကောင်းစိတ်နာကောင်းဘယ်လောက်ရှိလုံနီလို့ဟန်လွယ်တဲ့အခါမှာတချို့ကိစ္စတွေကပြဿနာကြီးဆက်ဖြစ်လာတယ်ဆိုတော့28ရက်နေ့နောက်ဆုံးပွဲကိုပြန်ပြောမယ်ဆိုရင်28ရက်နေ့ပွဲမှာ February 28ပေါ့ဆိုတော့အဲ့ဒီမှာအဓိကကျောင်းသားဘာကတာများဖွဲ့ချုပ်ကတောင်းဆိုတာကကျောင်းသားသမဂ္ဂတို့တရားဝင်ကျောင်းသားသမဂ္ဂလက်ရှိနေကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေကိုတရားဝင်ရင်ပေးရမယ်ပြီးတော့မှသမဂ္ဂအစာကိုဒီစာရေးသွားမယ်ပေါ့ဆိုတော့ကျွန်တော် demand ပေါ့တောင်းဆိုတဲ့ demand ကိုကျွန်တော်ဒါကြိုက်တယ်ကျွန်တော်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဖြစ်တဲ့အတွက်ကျောင်းသားသမဂ္ဂကိုတရားဝင်ပေးရဒါပေမဲ့နောက်ကလုံနီးလုံဟန်ပေါ်မှာကျွန်တော်ကွဲလွဲမှုရှိတယ်ဆိုတော့ကျွန်တော်တို့ကြတော့ဘာဖြစ်ချင်လဲဆိုတော့ကျောင်းသားသမဂ္ဂကိုတရားဝင်ပေးရမယ်သို့တော်ညာလည်းပဲဒီတောင်းဆိုတဲ့အခါလုံနီးလုံဟန်တော့ဒီ comedy မှာပါဝင်ပြီးတော့မှကော်မဒီမှာ60နှစ်မတိုင်ရင်မျိုးဆက်60နှစ်မျိုးဆက်စသဖြင့်ចောင်းသားမျိုးဆက်အားလုံးပါဝင်တဲ့ကော်မဒီကနေပြီးတော့တစ်ចောင်းသားသမဂ္ဂအစာအုပ်တိဆောက်ရေးနံပါတ်2တမိုင်း7ဇူလိုင်နဲ့ပတ်သက်တဲ့တမိုင်းမှတ်တမ်းပြန်လည်ပြုစုရေးနောက်ပြီးနံပါတ်3ပေါ့3ကတော့ဒီသမဂ္ဂတွေတရားဝင်ဝင်အတွက်အစိမ့်မြင့်ပညာရေးဥပဒေအမြန်ဆုံးပေါ်ပေါက်လာဖို့အတွက် push လုပ်ကြမယ်ဆိုရအောင် pressure ပေးရဆိုတော့ကျွန်တော်အဲ့ဒီဟာလေးရှိအဲ့ဒီအပေါ်မှာပဲကျွန်တော်ចောင်းသားဖွဲ့စည်းချမှာကွယ်လွန်မှုဖြစ်သွားပြီးတော့နောက်ဆုံးကျွန်တော် company ဒီចောင်းသားသမဂ္ဂအစာအုပ်ပြန်လည်တည်ဆောက်ရေး company မှာဖွဲ့နိုင်အောင်ဆိုပြီးဖြစ်သွားပြီးတော့လောလောဆယ်တော့
အဲ့ဒီဟာနဲ့ပြီးသွားတယ်ပေါ့ဗျာဟုတ် ဆိုတော့ကျွန်တော်သိတာကတော့ community အဆောက်အဦကစောက်ကိုစောက်တယ်ဘာကျွန်တော်တို့ဒီသတင်းတောက်တွေတွားရိုက်တယ်ဒါပေမဲ့ဘာအဆောက်အဦမှတော့မသိဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့ကရေဘူးကကြည့်လိုက်တာဒီဟာတမကအဆောက်အဦလားဘာအဆောက်အဦလည်းမသိဘူးအဲ့ဒီဟာကောဘယ်လိုနောက်ဆုံးဘယ်လိုဖြစ်ကြလဲ တော့အမှန်ဒီအဆောက်အဦကတမကအဆောက်အဦတော့မဟုတ်ပါဘူးဒါကတမကအဆောက်အဦစောက်ဖို့အတွက်ကော်မတီပေါ်လာရင်ရုံးခန်းအနေနဲ့ကျွန်တော်ဟိုဟာစောက်တယ်လို့ဟိုကျွန်တော်သိရတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ကဟိုနှစ်ဖက်တွဲဆုံဆွေးနွေးမှုပထမဆုံးအကြိမ်တော့ကျွန်တော်မလုပ်ရသေးဘူးဒီចောင်းသားမျိုးဆက်အဆက်ဆက်နောက်တစ်ခုနောက်ပြီးတော့ဒီဘာကတာကတာဝန်ရှိသူတွေနဲ့နောက်ပြီးတော့အစိုးရဘက်က moderator အနေနဲ့ဟိုသူတို့စူးစမ်းနေတဲ့ committee ဖြစ်မြောက်ရေးအဖွဲ့နဲ့ကျွန်တော်ဟိုဆွေးနွေးမှုမလုပ်ရသေးဘူးအဲ့ဒီအချိန်မှာအစိုးရဘက်ကဒီလိုမျိုးဟိုလှုပ်လာခဲ့တဲ့ဥစ္စာကဟိုတကယ်တမ်းပြောလို့ရှိရင်နှစ်ဦးနှစ်ဖက်မှာဟိုအစင်မပြေမှုတွေအမြင်လွဲမှားမှုတွေရှိလာနိုင်တယ်ဆိုတော့ကျွန်တော်တို့ခုနဆန္ဒပြတာတပိတ်မောက်တော့ဆန္ဒပြတယ်ပေါ့ဗျာဆန္ဒပြတယ်ဆိုတာဒီကျွန်တော်ကျောင်းသားသမဂ္ဂအဆောက်အဦတိဆောက်ခုတာကိုလက်မခံလို့ဆန္ဒပြတာမဟုတ်ဒီအဆောက်အဦစောက်ဖို့အတွက်ကိုဟိုတက်ဆိုင်ကပါတဲ့ဟိုပါဝင်ထိုက်တဲ့အဖွဲ့တွေက line တစ်စုံတရာမကြမချင်းဒီမျိုးပေါ်မှာဘာမှမလုပ်ဖို့ဆိုတဲ့ဟာ ဘာမှသဘောမတည်ကြမရမချင်းဘာမှမလုပ်သင့်ဘူး ဟုတ်ကဲ့ ဆိုတော့ဒါပေမဲ့ဒီအဆောက်အဦကတော့စောက်နေတယ် ဟုတ်ကဲ့ ဒါပေမဲ့ရပ်ပလိုက်တယ် ဆိုတော့အဲ့ဟာရပ်ပလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းလိုချင်တာကတော့ဒီမြေပေါ်မှာဘာတစ်ခုမှဟိုခြေရလက်ကမရင်းသေးဘူးပဲနဲ့ဒီပဂရိအခြေအနေကိုပဲကျွန်တော်တို့ရှိစေချင်တယ်ဒါကလည်းចောင်းသားမျိုးဆက်အတီးတီနောက်ចောင်းသားအစုဖွဲ့ចောင်းသားသမဂ္ဂအတီးတီးရဲ့ line တစ်စုံတရာမကြမဖြစ်ဘူး line ကြတော့မှဒါလည်းတစ်ခုခုကျွန်တော်သဘောတူညီချက်ကြပြီဆိုတော့မှအဲ့ပေါ်မှာစပြီးတော့လောက်တာမျိုးလိုချင်တယ်ဆိုတော့ညာရင်းချင်းအစိုးရဘက်ကဒီလိုမျိုးလုပ်တဲ့အခါဘယ်လိုဥတီချက်မျိုးနဲ့လုပ်တယ်ဆိုတော့ကျွန်တော်တို့မသိရဘူးဒါပေမဲ့ဒါကိုကျွန်တော်တို့လက်မခံဘူးဆိုတဲ့ဟောပြတဲ့အနေနဲ့ဆန္ဒပြတာ ဆိုတော့ကိုစီရလွင်းအောင်အဲ့ဒီဟာဘာသိတာလဲအခုကကြတော့ဘာမှရှင်းရှင်းလေးလေးမလုပ်သေးဘူးအကယ်လို့ကျောင်းသားတမကအဆောက်အဦဆောက်မယ်ဆိုရင်အဆင့်လိုက်ဖြစ်တဲ့နာတွေကပါတယ်လေကိုစီရလွင်းတို့ကျောင်းသားဒုဘက်ကနေရေဘူးရအားလုံးလက်ခံနိုင်လောက်တဲ့ပုံစံဆိုရင်ဘာဖြစ်မလဲအဆင့်လိုက်သွားတဲ့နာ တေချာတော့ကော်မတီတစ်ခုတော့လိုအပ်တယ်အဲ့ကော်မတီမှာចောင်းသားအားလုံးမျိုးဆက်ပါတဲ့တယ်ဒါတော့ဟိုရေဘူးကပုံစံပေါ့ 62ကကျောင်းသား 60နှစ်မတိုင်ခင်60နှစ်ဒီ9နှစ်က6 88နောက်ပိုင်းပေါ့ပါတဲ့တယ်ဒါပေမဲ့ပါတဲ့တယ်ဆိုတဲ့နေရာမှာအစိုးရကစတင်ပြီးတော့ပါဖို့အတွက်ကိုလူစုရဲ့နေရာမှာတွေကအားနည်းချက်တွေရှိတယ်ဒါကျွန်တော်ဒီကနေပဲပြောရမယ်ဒီလိုမျိုးဘာကြောင့်လဲဆိုတော့ဟို28ရက်နေ့အစည်းအဝေးမတိုင်ခင်မှာ official နှစ်ခါအစည်းအဝေးလုပ်ပါတယ်အဲ့ဒီအစည်းအဝေးနှစ်ခုလုံးကျွန်တော်တို့ဖိတ်တယ်ကျွန်တော်တို့သွားတယ်အစည်းအဝေးမှာလည်းကျွန်တော်တို့ပြောတယ်တခြားမျိုးဆက်တွေနဲ့ဘာကတည်းကမှဖွဲ့ချုပ်ကိုဖိတ်ပါအောင်လို့ကျွန်တော်တို့ပြောတယ်ပြောတဲ့အခါမှာပထမတစ်ခေါက်ပြောတယ်ဒုတိယတစ်ခေါက်ပြောတဲ့အခါမှာဦးမြရေးတို့96ကကိုစိုးထုံးတို့ပါလာတယ်ဒါပေမဲ့ဘာကမှဖွဲ့ချုပ်ကမပါသေးဘူးကျွန်တော်လည်းထပ်ပြောတယ်အဲ့ဒီနေ့မှာကော်မတီမဖွဲ့ပါနဲ့ဟုတ်22ရက်နေ့မှာဖေဖော်ဝါရီ22ရက်နေ့မှာကော်မတီဖွဲ့ဖို့သူတို့ဘက်ကပြောလာတာရှိပါတယ်ဒါမှဖွဲ့ပါနဲ့ဟုတ်28ရက်နေ့မှာမျိုးဆက်အားလုံးအသီးသီးပါဝင်တဲ့ဆွေးနွေးပွဲတစ်ခုဖန်တီးပါအဲ့ဖန်တီးပြီးတော့အဲ့မှာသဘောထားမှချက်တွေယူပြီးအားလုံးအဲ့မှာဖွဲ့ပါဖွဲ့ပြီးတော့မှလုပ်ငန်း process ကိုဆက်သွားပါလက်ရှိမျိုးဒါပေမဲ့သူတို့ဘက်ကပြောတာကလက်ရှိမျိုးဆက်ကိုပေါ့အဓိကဟို target ထားတယ်ပေါ့ target ထားပြီးတော့တခြားမျိုးဆက်တွေအားလုံးကဝင်းရံပြီးတော့အကြံပေးပြီးတော့ဒီဆောင်ကြီးကိုဆက်သွားမယ်ဆိုတဲ့သဘောတော့ပြောတာရှိတယ် ဆိုတော့တေချာတာအဲ့ဒီဆွေးကိုစီရလွင်းတို့တက်ခဲ့တဲ့အစည်းအဝေးမှာဘာကတာမပါ နှစ်ချိန်ရှင်းမှာမပါခဲ့ မ ဘူး ပါခဲ့ဘူးဆိုတော့ဒါမဖြစ်သင့်ဘူး ဟုတ်ကဲ့ ဆိုတော့တကယ်လို့သွားမယ်ဆိုရင်ကျောင်းသားသမဂ္ဂအဆောက်အဦစောက်မယ်ဆိုလို့ရှိရင်အခုကျွန်တော်တို့သိထားတာကပထမကျွန်တော်တို့နားလဲတာကအရင်ဘုံခွဲခံပြီးတော့ဖြိုချခံခဲ့ရတဲ့အဆောက်အဦနေရာမှာပြန်ဆောက်မှာလားကျွန်တော်တို့နောက်တစ်ခုပြန်ကြားတာကတချို့ကျောင်းသားကောင်းဆောင်ဟောင်းတွေတောင်းတာမဟုတ်ဘူးအဲ့နေရာဆောက်လို့မရဘူးဒီနေရာကသမိုင်းဝင်နေရာဖြစ်သွားပြီဒီနေရာအပေါ်မှာထပ်ဆောက်ရင်ဒါဒီသမိုင်းပျောက်သွားမယ်ဆိုတော့ဒီအဆောက်အဦအသက်ဆောက်လိုက်တာ ਨੇ မရလက်မခံဘူးပေါ့နော်ဒီနေရာကိုဒီတိုင်းထားပြီးတော့မှတခြားနေရာတစ်ခုမှာဆောက်အောင်မယ်ဆိုပြီးတော့လည်းကြားပြန်တယ်အဲ့ဒီဟာကတော့တကယ်လို့ဆောက်မယ်ဆိုဘယ်လိုပုံစံဖြစ်တယ်ကိုမသိသေးလို့ ဟုတ်တကယ်တမ်းကျတော့ကျွန်တော်တို့ကဒီတမကအဆောက်အဦတိဆောက်ရေးနဲ့တမကရဲ့တရားဝင်ရည်တည်ခွင့်အပိုင်းနှစ်ပိုင်းရှိရပါလေတမကအဆောက်အဦတိဆောက်တဲ့နေရာမှာတော့ကျွန်တော်ဦးစားပေးရမယ်သဘောထားဦးစားပေးရမှာတော့ဒီတမကအဆောက်အဦကိုနောက်ဆုံးတာဝန်ယူခဲ့တဲ့မျိုးဆက်60နှစ်မျိုးဆက်ဆိုတော့ဒီတုန်းကသူတို့ကဟိုအသက်သွေးချွေနဲ့ရင်းပြီးတော့ဒီတမိုင်းမှာရေးထိုးခဲ့တဲ့လူတွေဖြစ်တယ်ဆိုတော့အစာဦးတိဆောက်ခွင့်မှာတော့ဦးစားပေးသဘောထားအနေနဲ့တော့ဒီမျိုးဆက်တွေရဲ့သဘောထားကိုကျွန်တော်ဦးစားပေးတင်တယ်လို့မြင်ပါတယ်ဒါပေမဲ့ဒီကျောင်းသားသမဂ္ဂတရားဝင်ရှင်သန်ရည်တည်ခွင့်အပိုင်းမှာကျတော့ကျွန်တော်လက်ရှိတက်ကတူတက်နေတဲ့ကျောင်းသားတွေနောက်ပြီးတော့လက်ရှိသမဂ္ဂအတီးတီးဦးဆောင်တဲ့ကျောင်းသားတွေရဲ့သဘောထားကိုဦးစားပေးတင်တယ်ပေါ့ဆိုတော့ကျွန်တော်ဒီ August Hotel မှာကျွန်တော်ဘာကတမှာဖွဲ့ကျော်ဦးဆောင်ပြီးတော့ကျွန်တော်မျိုးဆက်အတီးတီးတွေ့ဆုံပွဲလုပ်တယ်ဒီတွေ့ဆုံပွဲမှာထွက်လာရလဒ်တွေကလည်းဒီနှစ်ခုလုံးကိုကျွန်တော်လက်ခံထားတဲ့ရလဒ်တွေဖြစ်တယ်ဆိုတော့ဟိုကျွန်တော်28ရက်နေ့ပွဲကိုဟိုဒီကြားထဲမှာဘာ process မှာဘာမှဖြစ်စင်မှာမရှိခဲ့ဘူးဆိုတော့28ရက်နေ့ပွဲကိုကျွန်တော်တက်တယ်ဆိုတော့ AC ဟိုဘက်ဒီဘက်ညှိပြီးတော့ကျွန်တော်ဆက်ပြီးတော့ဖြည်းဖြည်းချင်းအကောင့်တွေပေါ်သွားလို့ရတယ် committee လည်းဖွဲ့ကောင်းဖွဲ့နိုင်ပါလိမ့်
ဒီကြားထဲမှာကျွန်တော်ကဒီညာတွင်းချင်းဆိုရဘက်ကဟိုတိဆောက်လိုက်တဲ့ယာယီအဆောက်အဦတစ်ခုကြောင့်မလို့ဟိုဟာနှစ်ဖက်မှာဘာမှတွဲဆုံမှုမရှိဘဲနဲ့ဒါကိုအဲ့ဒီ process ကကျွန်တော်တို့ရဲ့ဒီဟို committee ဖွဲ့မယ်လို့တော့အကြောင်းသားသမဂ္ဂတရားကိုရက်တီခွင့်အတိမတ်ပြုမယ်ဘယ်တစ်ခုမှမဖြစ်တော့ဘဲနဲ့အားလုံးကဟိုရက်သွားတယ်လုပ်ငန်းကြီးက ဆိုတော့အခုကျွန်တော်သိချင်တာအခုကျောင်းသားတွေဘက်ကဟိုလိုချင်တဲ့တောင်းဆိုထားတဲ့ဟာနဲ့အစိုးရဘက်ကဒီလုတ်ပေးမဲ့ပုံစံတွေကတွားပြီးတော့တူညီတဲ့ဟာတခုမှမရသေးဘူးကျောင်းသားတွေဘက်ကလိုချင်တာကျောင်းသားသမဂ္ဂကိုတရားဝင်ဖွဲ့ခွင့်ရက်တီဥပဒေရအမခံချက်ပေးပြီးတော့မှကျောင်းသားသမဂ္ဂအဆောက်အုံစောက်ဖို့အတွက်ကော်မတီဖွဲ့တင်တယ်လို့ဆိုလိုတာအခုကျောင်းသားသမဂ္ဂတွေကကျွန်တော်တို့ရှိနေတာပဲတရားဝင်ရက်တီပို့ဆိုကျွန်တော်တို့ဒီအစိုးရဘက်ကဘာလုပ်ပေးဖို့လိုဘာကိုတောင်းဆိုတာ အစိမ့်မြင့်ပညာရေးဥပဒေပေါ့အဲဥစ္စာကဟိုအမြန်ဆုံးအကောင့်ထဲပေါ်ဖို့လိုတယ်ဒီထဲမှာကျွန်တော်ကျောင်းသားသမဂ္ဂတွေရဲ့တရားဝင်ရက်တီခွင့်ကိုအတိမတ်ပြုတယ်နောက်ပြီးတော့ဟိုဟာတရားဝင်ဟိုဟာအတိမတ်ပြုရဆိုပုံစံဥပဒေအချက်တွေပါလာလို့ရှိရင်ကျွန်တော်ဒီလက်ရှိကျောင်းတီးတီးမှာတနိုင်ငံလုံးမှာရှိနေတဲ့သမဂ္ဂတွေကတရားဝင်ဖြစ်လာမှာဆိုတော့ဟိုတကယ်တမ်းကျတော့ကျွန်တော်တို့အခုအစိမ့်မြင့်ပညာရေးဥပဒေဆိုတာမရှိသေးဘူး မရှိဘူးဟုတ် အမျိုးသားပညာရေးဥပဒေပဲရှိသေးတယ်ဒါပေမဲ့အမျိုးသားပညာရေးဥပဒေမှာကျတော့ကျောင်းသားသမဂ္ဂတွေရက်တီခွင့်ကိုဥပဒေပြင်မှာထည့်သွင်းပြထားတယ်ဟုတ် တစ်ချက်ပါတယ်ပေါ့ တစ်ချက်ပါတယ် ဆိုတော့၄ကငယ်မှာဒီအစိမ့်ပညာကျောင်းတွေမှာသက်ဆိုင်ရာတက္ကသိုလ် brain နဲ့အညီကျောင်းသားသမဂ္ဂ ကျောင်းတွေ သက်ဆိုင်ရာတက္ကသိုလ်တွေမှာသူတို့ရဲ့တက္ကသိုလ် brain ပေါ့ charter တွေနဲ့အညီကျောင်းသားသမဂ္ဂဆရာသမဂ္ဂဖွဲ့စည်းခွင့်ရှိသည်ဆိုတော့ပါတယ်တော့အဲ့ charter ဘယ်ကလာမှာလဲဆိုတော့ခုနကကျွန်တော်တို့ပြောခဲ့တဲ့အစိမ့်ပညာရေးဥပဒေထွက်လာပြီးတော့မှအဲ့ charter လာမှာဆိုတော့ဂျားထဲမှာ2ဆင့်လောက်ကျန်တယ်ဆိုတော့ကျွန်တော်နောက်ဆုံးပညာရေးဥပဒေကိုမြေသားပညာရေးကိုဒီဘက2015ခု2019ကိုနှစ်နှစ်ကြာနေဒီ process ကပေါ်မလာသေးဘူးအဲ့တော့ကျောင်းသားသမဂ္ဂတွေလှုပ်ရှားခွင့်လွတ်လပ်လှုပ်ရှားခွင့်တရားဝင်ရည်တည်ခွင့်ကြတော့နည်းနည်းမှပြဿနာရှိနေတာပေါ့ ဆိုတော့အခုရက်တီနေတဲ့ဟာသမဂ္ဂတွေကတရားမဝင်တို့လိုမျိုးဖြစ်နေတာဟုတ်လားကိုကြားတယ် တရားမဝင်တာမဟုတ်ဘူးဟိုဒါတော့ဒီစကားဟိုကိုရန်ကုန်တိုင်းဝန်ကြီးဦးဖြိုးမင်းသိန်းနဲ့ပြောတဲ့စကားပါကျောင်းသားသမဂ္ဂကိုဘယ်အစိုးရအဆက်ဆက်ကမှမတရားအသင်းလို့မချင်းညာခဲ့ဘူးပေါ့ဒါပေမဲ့တကယ်လက်ရှိရှိနေတဲ့အနေအထားကဟိုတရားမဝင်တာမဟုတ်ဘူးလွတ်လပ်စွာလှုပ်ရှားဆောင်ခွင့်မရတာဆောင်ရွက်ကျွန်တော်ဆောင်ရွက်တဲ့ကျောင်းသားသမဂ္ဂတွေဆောင်ရွက်တဲ့ဆောင်ရွက်ချက်တွေမှာကန့်သက်ခံထားရတာတွေအဲ့ဒါတွေရှိနေပြီးတော့အဲ့ဒီဆောင်ရွက်ချက်တွေကပါကျုပ်တယောက်ချင်းစီရဲ့စိတ်ဆန္ဒပေါ်မှာတွားမှုတည်နေတာအဲ့ဒီဟာတွေကိုကျွန်တော်တို့ကပြောတာအဲ့တော့ပါကျုပ်တယောက်ချင်းစီစိတ်ဆန္ဒပေါ်မှာမူတည်ပြီးတော့ကျောင်းသားသမဂ္ဂရှင်သန်ခွင့်ကိုမလုပ်ပါနဲ့လက်ရှိရှိနေတဲ့တက္ကသိုလ်ထဲမှာဖွဲ့ထားတဲ့ကျောင်းသားသမဂ္ဂတွေအားလုံးကိုလှုပ်ရှားဆောင်ခွင့်ပေးလိုက်ပါဒါပေမဲ့အဲ့ဒီပေးတဲ့ဟာကိုတော့ကျွန်တော်သဘောပြောတာပါအစိုးရရှိကကျွန်တော်တောင်းရမယ်လို့ကျွန်တော်ယုံကြည်ထားဘူးဒါဒီကျွန်တော်ကလှုပ်ရှားဆောင်ရွက်ခဲ့ဟာပါကျုံနဲ့ကျွန်တော်ဒီးလုံးမယ်ဗျာဒီးလို့မရရင်ကျွန်တော်ကပုံစံတစ်မျိုးနဲ့ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲစန့်ကျင်တော့လည်းမယ်ပေါ့ဗျာကျွန်တော်အဲ့ဒါလုပ်မယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကအစိုးရရှိကတွတ်တောင်းနေတဲ့ကိစ္စကျောင်းသားသမဂ္ဂရဲ့ဖြစ်တည်မှုမှာအများကြီးပြဿနာရှိလို့ယူဆတယ်။တမိုင်းမှာလည်းဒီလိုမျိုးအစိုးရရှိကတောင်းပြီးတော့ကျောင်းသားသမဂ္ဂတွေရက်တီလှုပ်ရှားခွင့်မရှိခဲ့သေးဘူး တိုးတော်လည်းကျွန်တော်မြင်တာလက်တွေ့ခဏပြောတဲ့ဒီလက်တွေ့အလုပ်လုပ်မယ်ကျောင်းတွေထဲမှာကျောင်းသားသမဂ္ဂတွေတရားဝင်ရုံးခန်းရှိရမယ်စောက်ဦးရှိရမယ်သူရဲ့ funding ရှိရမယ်စီယုံလှုပ်ရှားခွင့်ရှိရမယ်အစရှိပြီအဲ့လိုကိစ္စတွေအသေးစိတ်တွေလုပ်ဖို့အတွက်ကတော့သက်ဆိုင်ရာတက္ကသိုလ်တွေရဲ့အုပ်ချုပ်ရေးကခွင့်ပြုမှရတာမဟုတ်လားဆိုတော့ဒါဆိုရင်တော့ဥပဒေကဒါကိုအမခံချက်ပေးထားမှရမှာဟုတ်တယ်မဟုတ်ဆိုရင်ကျွန်တော်တို့ကခဏအဖမ်းခံနေရလို့ဖြစ်နေမှာတခုလှုပ်လိုက်ထောင်ထဲရောက်သွားလိုက်ပြန်ထွက်လာလိုက်အစပြန်စားလိုက်ရဆိုရင်အခြေအနေကအဲ့လိုဖြစ်သွားနိုင်တယ်လေဘာဥပဒေရမှဘာမှမပြောတာခဏကြောင့်အခုအစစ်မြေပညာရေးဥပဒေလိုနေတယ်ဆိုတော့အစစ်မြေပညာရေးဥပဒေကဒီကျွန်တော်တို့မျိုးသားပညာရေးဥပဒေမှာဘယ်တော့ပြဋ္ဌာန်းရမယ်လို့ဘယ်လိုပုံစံဆက်လုပ်သွားမယ်လို့ပါတာရှိတယ် အတိအကျအောင်ပါအောင်တိကျလုံးဝပါထားအောင် မပါထားဆိုတဲ့အခါကျတော့အခုဒီကျွန်တော်တို့အစိုးရအသစ်လက်ထက်မှာဒီကိစ္စဦးစားပေးအနေနဲ့မပါသေးဘူး အဲ့လိုတွေ့နေရတယ်ပေါ့ ကျွန်တော်အနေနဲ့တော့အများဆုံးဦးစားပေးအနေနဲ့ပါစေချင်တာပေါ့ဒါပေမဲ့လက်ရှိကာလတစ်နှစ်တွင်းမှာတော့ကျွန်တော်ပါတွေ့ရတယ် ဦးကျွမ်းမသိန်းပြောတာတော့ဒီအမျိုးသားပညာရေးကော်မရှင်ဆိုတာရှိတယ်ဒီအမျိုးသားပညာရေးဥပဒေရဖွဲ့စည်းထားတဲ့အမျိုးသားပညာရေးကော်မရှင်ဆိုတာရှိတယ်အဲ့ကော်မရှင်မှာတော့ဒီအစိမ့်ပညာဥပဒေထွက်နိုင်ရေးအတွက်သူတို့ဆောင်ရွက်နေပြီလို့ပြောတာပေါ့အမှန်ကျွန်တော်တို့မှာကအဲ့လိုဆောင်ရွက်နေပြီဆိုတာကိုဘာမှမသိရဘူးဘာတွေပါလဲဘယ်လိုရှိလဲပေါ့နော်ဘယ်လိုဘယ်တော့မှလွတ်တော်ကိုတင်ပါလဲဘယ်တော့စဆွေးနွေးမလဲဆိုတဲ့ process တွေတော့မတွေ့ရသေးဘူး ကျွန်တော်ကြားသိရတခုရှိတယ်ဒီအစိမ့်ပညာရေးဥပဒေမတန်ခင်မှာတလွတ်တော်မှာပညာရေးနဲ့ပတ်သက်ပြီးဥပဒေ၃ခုအရင်တင်မယ်ပေါ့အဲ့ဒါကအခြေခံပညာဥပဒေရယ်နည်းပညာတက်မွေးဥပဒေရယ်ပုဂ္ဂလိကပညာရေးဥပဒေအဲ့ဒီ၃ခုတင်ပြီးမှသာလျှင်အစိမ့်ပညာရေးဥပဒေကိုတင်မယ်လို့ကြားတယ်ပေါ့အဲ့တော့အဲ့ဒါဖြတ်ကောင်းဖြစ်နိုင်တာဆိုဖြစ်နိုင်တဲ့ပုံစံရှိနေတယ်ဘာကြောင့်လဲဆိုတော့အဲ့၃ခုကအစိုးရရဲ့နောက်ဆုံး final draft ကထွက်ပြီးသွားပြီထွက်ပြီးတော့ကျွန်တော်လည်းဖတ်ပြီးသွားပြီဗျအဲ့ဒါကိုအစိုးရဘက်ကဒီမူချမ်းကိုလုံးဝပြီးသွားပြီဥလွတ်တော်ကိုတင်တာလားမတင်တာလားကျွန်တော်မသိရသေးဘူးအစိမ့်ပညာရေးဥပဒေကြတော့ထွက်ဖို့နေနေတာဘာသာမှမကြားသေးတာpublic ကိုလို့ရှိလည်းမရောက်သေးဘူး ဆိုတော့အဲ့ဒါကရေးဆွဲမယ်ဆိုရင်ဘယ်သူမှတောင်းရှိတာ
ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးဌာနရဲ့ဥပဒေရေးဆွဲကော်မတီရှိလားမသိဘူး ဆိုတော့အဲ့မျိုးသားပညာရေးဥပဒေတုန်းကတော့ဒါအကြောင်းသားတွေနဲ့အစိုးရကြားမှာအများနဲ့တိုက်ခံဖြစ်ခဲ့တာရှိရလေဒါအကြောင်းသားတွေကတောင်းဆိုလို့အကုန်လုံးပါပြီးတော့အဲ့ဒီအဆင့်ကြတော့အဆင့်မြင့်ပညာရေးဥပဒေအဆင့်ကြတော့အကြောင်းသားတွေပါဝင်မှုမလို့တော့ဒါတွေကပညာရှင်တွေကပဲဆွဲရတဲ့ကိစ္စလားဘယ်လိုသွားလဲအဆင့်မြင့်ပညာရေးဥပဒေဟိုတေချာကဥပဒေတခုရေးဆွဲတဲ့ကိစ္စကိုတော့ကျွန်တော်တို့ကကျောင်းသားတွေကအဲ့ဥပဒေရေးဆွဲတဲ့ဖြစ်စဉ်မှာဝန်ထိုင်ပြီးရေးဆွဲစရာတော့မလိုဘူးထင်တယ်နိုင်ငံတကာမှာလည်းအဲ့လိုမျိုးမရှိဘူးဟိုဒါပေမဲ့အဲ့ဒီဥပဒေထွက်လာတဲ့အခါမှာကျွန်တော်တို့ကျောင်းသားတွေရဲ့အခွင့်အရေးဒီပညာရေးနဲ့သက်ဆိုင်တဲ့ stakeholder ပေါ့ပညာရေးနဲ့သက်ဆိုင်တဲ့ stakeholder တွေကလူတွေရဲ့အတန်ဘယ်လောက်ထိပါလဲမပါလဲပေါ့မူတည်ပြီးကျွန်တော်ပြန်ဆွေးနွေးတာပဲရှိနိုင်တယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်ရဲ့ဒီအစင်းမြင့်ပြန်ဥပဒေမှာကျောင်းသားတွေဘက်ကဘယ်လိုလိုလားတဲ့မူပေါင်းတွေရှိတယ်ဆိုတာမျိုးကြိုပြီးတော့ကျွန်တော်ချပြီးတော့ draft ပေါ့လေအဲ့လိုချလို့တော့ရတယ်ဆိုတော့တကယ်ကြတော့ဘယ်ဥပဒေပဲလို့ပါကျွန်တော်ကျောင်းသားနဲ့သက်ဆိုင်တဲ့ဥစ္စာဆိုကျောင်းသားပါတာပို့ပြီးတော့အကောင်းဆုံးဖြစ်မယ်ထင်တယ်ဥပဒေရေးဆွဲတဲ့အပိုင်းမှာမဟုတ်ဘူးပေါ့ကျွန်တော်ပြောတာဒီဥပဒေကိုဘယ်လိုချက်တွေပါတင်နေဆိုတဲ့အပိုင်းမှာတော့ဒီကျောင်းသားတွေဆရာတွေရဲ့သဘောဆန္ဒဟိုကြိုပြီးတော့ကောက်ခံပြီးလုပ်ရင်တော့စင်လုံးချောဥပဒေဖြစ်လာနိုင်မှာဆိုတော့အစိမ့်ပညာရေးဥပဒေမှာဆိုလို့ရှိရင်ဒီတမကတွေရက်တီကွင်းနဲ့ပတ်သက်ပြီးအသေးစိတ်ပါလာတော့ဟုတ်တယ်မလားအဲ့လိုအသေးစိတ်ပါလာတဲ့အတွက်ကြောင့်ပို့အရေးကြီးသွားတယ်လေဟိုမှာအမျိုးသားပညာရေးဥပဒေအစစ်မှာတော့ဒါတမကတွေနဲ့ပတ်သက်ပြီးတော့မှအစိမ့်ပညာရေးဥပဒေကိုလွှဲထားတဲ့ပုံမှန်တစ်ခုအနေနဲ့ပဲပါခဲ့တာဟုတ်ဟိုမှာဆိုရင်အသေးစိတ်တွေပါလာတော့မှဆိုပို့ပြီးတော့ကျောင်းသားတွေရဲ့အတန်ကျောင်းသားတွေရဲ့အမြင်ဆရာဆရာမတွေနောက်ကျောင်းအုပ်ချုပ်ရေးအစရှိတဲ့အဲ့လိုမျိုးဟိုဆိုင်ရာလူတွေရဲ့ဟိုအမြင်တွေကိုပို့ပြီးတော့သိပြီးတော့မှဆွဲတာပို့မကောင်းဘူးလားကျွန်တော်စဉ်းစားဆိုတော့အဲ့လိုမျိုးဆိုလို့ရှိရင်အခုအချိန်တွေကကျွန်တော်တို့ကဘယ်တော့ဖြစ်လာမလဲဆိုတာလုံးဝမသိသေးဘူးစိတ်ပညာဘူးကအဲ့တော့လက်ရှိမှာကျွန်တော်တို့ဒါဆိုရင်တမကဆောက်ဖို့ကျွန်တော်တို့ကပြန်သွားရင်တမကဆောက်ဖို့ကိစ္စကဘာနဲ့ကျွန်တော်တို့ကဆက်ပြီးတော့သွားမှာလဲဆိုတဲ့ဟာဖြစ်လာပြီဒါရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ဆုံးဖြတ်ချက်လားအစိုးရဆုံးဖြတ်ချက်အစိုးရဆောက်လိုက်ဆိုတဲ့ဟာမျိုးနဲ့ပဲသွားမှာလားဟိုကျွန်တော်စဉ်းစားတာဗျာဆိုတော့ဟိုကျွန်တော်တို့နှစ်ခုလုံးတွဲသွားမယ်လို့ကျွန်တော်စဉ်းစားတာဘာကြောင့်လဲဆိုတော့ဒီအစာအုပ်ဆောက်တဲ့ကိစ္စက6လတစ်နှစ်ကြာအနည်းဆုံးကျွန်တော်ဒီဇိုင်းဆောက်ဖြစ်တယ်ဘယ်လိုပုံစံဆောက်မလဲဆိုတာကျွန်တော်တို့မှာ0တောင်းထားမှာလားမွန်ကြီးမှတ်ထားမှာလားဒီခေတ်နဲ့ရော်ညီတဲ့ပုံစံထားမှာလားဆိုတာကအခြေတင်ကျောင်းသားမျိုးဆက်တွေကြာဒီ public ကြာမှာဆွေးနွေးအောင်ဒါအနည်းဆုံးကျွန်တော်ဒါအချိန်တော်တော်ယူရလိမ့်မယ်ဒီကိစ္စဟုတ်ပြီနောက်ဆုံးကျွန်တော်ကအားလုံးဆုံးဖြတ်တဲ့အညီဆောက်တယ်ဆိုရင်တော့မှကျွန်တော်ကအနည်းဆုံး6လတစ်နှစ်ပေါ့နော်အဲ့လောက်အချိန်သွားလိမ့်မယ်ခံမှန်းအဲ့အချိန်မှာကျွန်တော်ဒီဘက်ကနေပြီးဒီကျောင်းသားမျိုးဆက်အားလုံးပါတဲ့ company ကနေပြီးတော့ဒီအစိမ့်ပညာရေးဥပဒေမှာကျောင်းသားမကားတွေအတွက်အာမခံချက်ပါတဲ့ပုံမှတ်တွေကိုကျွန်တော်က push လုပ်မယ်ဆိုရင်အလုပ်ဖြစ်နိုင်တယ်ပေါ့ဆိုတော့အဲ့လိုအညီတွေးမိတာပေါ့ဆိုတော့ကျွန်တော်တို့ကအစိုးရတရက်ကနေပြီးတော့လာပြီးတော့ကျောင်းသားမကားတွေကိုဖွဲ့စီရုံငန်းပေးစီလို့လုပ်လိုက်မယ်ဆိုရင်ဟုတ်ပြီအစိုးရတရက်ကဒီလိုပြောတယ်နောက်တစ်ယောက်ကလည်းဒါကိုထပ်ဖြစ်နိုင်တယ်ဆိုတော့ကျွန်တော်တို့တော့အာမခံရရှိတာဥပဒေကြောင်းရလွတ်တော်မှာတင်ပြီးလွတ်တော်က confirm လုပ်တဲ့ဟာမှာဒါကျွန်တော်တို့ကပိုပြီး strong ဖြစ်မှာပေါ့အာမခံရရှိဟုတ်ကဲ့ပိုအာမခံရရှိခဏလေးအဲ့ဒါဆိုကျွန်တော်ကိုအောင်သူရှိပါလားခင်ဗျမိတ်ထီလာဟုတ်ကဲ့ရှိပါဟုတ်ကဲ့ပြောပါခင်ဗျဟုတ်ကဲ့ဆွေးနွေးကြတာဒီလိုလေးပါဟိုအခုအရှင်းပညာရေးဥပဒေကိုကျောင်းသားတွေကတောင်းဆိုနေတယ်ဆိုတဲ့အတိုင်းအတာနဲ့အခုအဆောက်အဦနဲ့အတိုင်းအတာနဲ့ဆိုတော့ဒီအဆောက်အဦစောက်ဖို့ရအတွက်အတိုင်းအတာကအရင်လုပ်တင်သလားအရှင်းပညာရေးဥပဒေကိုအရင်ဆုံးပြဋ္ဌာန်းဖို့ကြိုးစားတင်သလားဆိုတာလေးကိုသိချင်တာပါအဲ့ဒါလေးကိုနှစ်ခုတွဲနေတဲ့ခါကျတော့အချိန်ကြီးကြပြီးတော့ရောဖြစ်သွားမှာစိုးရိမ်မိတယ်ထင်မိတယ်လေအဲ့ဒါလေးကိုမေ့ကြည့်တာပါတရားအရင်လုပ်တင်လေလို့ဆိုတာကျွန်တော်မေ့ကြည့်တာကျွန်တော်လည်းခဏသူတို့မေးတယ်အဲ့ဒါပဲအရင်လုပ်တင်လဲဆိုတာဘယ်အရင်လုပ်တင်လဲကျွန်တော်ထင်တာကလေအစိမ့်မြင့်ပညာဥပဒေရေးဆွဲပြီးထွက်လာနိုင်ဖို့အတွက်ကိုကျွန်တော်တို့ကတွန်းအားပေးတဲ့အဆင့်တစ်ခုပဲရှိတယ်ဗျ။ဒါတော့အစိုးရကိုမြန်ထွက်ပါမြန်ရေးပြီးပါမြန်အဲ့ဒါပဲပြောလို့ရမယ်။ကျွန်တော်ကအဲ့ဒီမှာခုနကပြောတဲ့ process တွေမှာဝင်အများကြီးမပါနိုင်ဘူး။ဒါကအစိုးရရေးဆွဲ process ကျွမ်းကျင်သူတွေလောက်ကြတဲ့ကိစ္စ။ဒါပေမဲ့အစောဦးတိစောက်ရေးအပိုင်းမှာကြတော့ဟိုကျွန်တော်ဝင်ပါလို့ရနေတယ်။ကျွန်တော်ဆုံးဖြတ်လို့ရနေတယ်။ပြီးတော့ဒီ company ဖွဲ့စည်းရဆိုကျွန်တော်တို့ကအားလုံးညှိနှိုင်းတိုင်ပြီးဆုံးဖြတ်လို့ရနေတဲ့အဆင့်ဆိုတော့ခုနကိုနန်းလေးပြောသလိုပဲနှစ်ခုလုံးသွားရင်တော့ပိုကောင်းတယ်။ဒါပေမဲ့ကော်မတီတစ်ခုရှိနေပြီဆိုလို့ရှိရင်အဲ့ကော်မတီကနေတော့ဟိုဘက်ကိုအမြန်လုပ်ပေးပါဆိုတော့ဟို push ပေးလို့ရတယ်ပေါ့တွန်းအားတစ်ခုပေးလို့ရတယ်ပေါ့မဟုတ်လို့ရှိရင်ကျွန်တော်တို့ကတစ်ဖွဲ့ချင်းနေဖြစ်နေဘာသာနာဖွဲ့ချုပ်ကလည်းဘာသာနာဖွဲ့ချုပ် style နဲ့တွန်းအားပေးကျွန်တော်တို့ကလည်းအဲ့လိုတွန်းအားပေးနေတဲ့အခါကျတော့ရေးချိန်မတူညီဘူးပေါ့ကော်မတီပုံစံမျိုးတစ်ခုရှိနေအဲ့ကော်မတီကလည်းအဲ့လိုတွန်းအားပေးနိုင်တဲ့အခြေအနေရှိနေတယ်ဆိုလို့ရှိရင်တော့တစုတစည်းနဲ့ကျွန်တော်အတန်ရောက်နိုင်တယ်မြင်ကိုလည်းသိရတဲ့အတိုင်းပဲလေကျောင်းသားဖွဲ့စည်းတွေကကိုက2ဖွဲ့3ဖွဲ့လောက်ဖွဲ့နေတဲ့အခါမှာဆိုတော့ဒီဟာကိုစုစည်းပြီးတော့အမြင်တစ်ခုဆက်တော့ရှိရမယ်။နောက်ကျောင်းသားမျိုးဆက်တွေလည်းအမြင်ရှိလာမယ်။နောက်တစ်ခုကကျွန်တော်ခုနပြောတဲ့ comedy mandate တွေပါမယ်။
နံပါတ်1က7 July တမိုင်းမှတ်တမ်းပေါ့ဒီကျောင်းသားသမဂ္ဂအဆောင်နဲ့ပတ်သက်တဲ့တမိုင်းမှတ်တမ်းပြုစုရေးပါမယ်ကျောင်းသားမျိုးဆက်လှူရှာမှုတွေနောက်ချက်တောင်းချက်ကကြောင့်အစာဦးတီဆောင်နဲ့ပတ်သက်ပြီးဆုံးဖြတ်ခွင့်ပေါ့စောင့်မစောက်ပေါ့နောက်ချက်ကကျောင်းသားသမဂ္ဂတွေဒီရဲ့ဝင်ဝင်ရည်အတွက်ကြိုးပမ်းမှုဆိုတဲ့ mandate 3ခုကိုတကယ်ကျွန်တော်တို့ထည့်ပေးနိုင်မယ်ဆိုကျွန်တော်အဲ့ company ရဲ့ strong ဖြစ်နေတယ်အာမခံချက်ရှိနေလှုပ်ရှားမယ်ဆိုရင်ဒီကောင်အမြန်ဖြစ်လာနိုင်တယ်ခုကျကျောင်းသားမျိုးဆက်တွေကကွဲနေတဲ့အခါမှာအမြင်တွေကွဲနေတော့ပုံစံတိတ်အားမရဘူးအဲ့ဒီပုံစံတော့ရှိတာပေါ့ ဆိုတော့အခုနောက်ဆုံးဒီပြီးခဲ့တဲ့ဆွေးနွေးပွဲကနေနောက်ဆုံးဟိုရာဘာမှသဘောတူညီချက်မရဘူးဘယ်အချိန်မှာအဲ့ဒီကော်မတီဖွဲ့ဖို့ဆိုတာဖြစ်လာနိုင်နေကြတာကတော့ဒီဆောက်ဦးကစောက်မှာပဲဟိုဘက်ကစနစ်ပညာရေးဥပဒေကလာမလာတော့မသိသေးဘူးလေဒါပေမဲ့ဆောက်ဦးကိစ္စကတော့ပို့ပြီးတော့ထင်သာမြင်သာကျွန်တော်တို့သတင်းမီဒီယာသမားအနေနဲ့တွေ့ရတာတော့ဖြစ်လာနိုင်ခြင်းရှိတယ်ဟိုညီချုပ်ဖြိုးမင်းသိန်းကလည်းဖြိုးမင်းသိန်းကလည်းဂရိပေးထားတာဟုတ်ဆိုတော့အဆောက်အဦကဖြစ်လာမယ်ဆိုတော့ဒီကော်မတီပုံစံကဘယ်လိုပုံစံဆက်ဖြစ်လာနိုင်လဲအဆောက်အဦဆောက်ဖို့အတွက်ကအဆောက်အဦအတွက်ကတော့ကျွန်တော်တို့ကဟိုခုနအစင်းမြင့်ပညာကိုလည်းတစ်ဖက်ကအစိုးရကိုတွန်းနေတယ်လို့အဆောက်အဦကလည်းကျွန်တော်တို့ကဆက်ပြီးတော့လုပ်ရမှာဟိုဘာဖြစ်ဟိုလက်ရှိမှာစောက်ခွင့်ရနေတယ်ပြီးတော့အဲ့ဒီပုံမှာကျွန်တော်တို့သဘောထားတူညီနေဖို့ပဲလုပ်တယ်အဲ့ဒီပုံမှာကျွန်တော်တို့ကဘယ်လိုပုံစံစောက်မယ်ဆိုတော့အစိုးရကိုတက်တန်နဲ့ပြောနိုင်မှုပဲလုပ်တယ်ဆိုတော့အဲ့သဘောထားတူညီမှုအပိုင်းမှာကျွန်တော်တို့ကကျွန်တော်ဒါတက်ဆွေးနေရမှာအစိုးရအနေနဲ့ကကျတော့ဒါကိုကျွန်တော်တို့ဟိုဟာဘယ်လို line ချပါလို့ तू ကမပါဘူးလို့အစိုးရပြောထားတာဖြစ်တယ်အဲ့တော့ဟိုသူ့နေလုံးတင်တာဒါဟိုစီစဉ်ဆောင်ရွက်တဲ့လူကျွန်တော်တို့လိုလဲကူညီပေးနေတာနောက်ပြီးတော့ဒီတမကအဆောက်အဦတီဆောက်ရဲ့အတွက်ကိုဟိုအာနာဟိုဘယ်လိုပြောဒီကွန်ပျူတာအပိုင်းနေတခြားလုပ်စရာတွေအများကြီးမှာကျွန်တော်တို့မတတ်နိုင်တဲ့ဟာအစိုးရကိုကျွန်တော်တို့အကူအညီတောင်းကူညီပေးရမှာအဓိကကျွန်တော်တို့ဘက်ကဟိုလိုအပ်ချက်တစ်ခုကကျောင်းသားအဖွဲ့အစည်းပေါင်းစုံအားလုံးကျောင်းသားမျိုးဆက်အားလုံးပိုင်အတန်တန်နဲ့ထွက်နိုင်မှုတစ်ခုရှိတယ်ဒီကြားထဲမှာလည်းအစိုးရအနေနဲ့ကဟိုကျွန်တော်တို့ဘာလိုက်မှမကြသေးဘူးကျောင်းသားတွေဆွေးနွေးနေတဲ့ဟိုကာလအတွင်းမှာခုနပြောသလိုဒီရင်မြင်နဲ့ဒီဟာနဲ့ပတ်သက်တဲ့ဘာသတင်းမှမထုတ်ပြန်တာနောက်ဘာမှဟို comment မပေးဘဲနဲ့ဘာလို့ရှောင်းမှမလုပ်တာမျိုးကပို့ပြီးအဆင်ပြေလိမ့်မယ်ဒါဆိုကျွန်တော်တို့နှုံးတစ်ဖက်ယုံကြည်မှုရှိရှိနဲ့နောက်ကျွန်တော်တို့ AC ဆွေးနွေးလို့ရမယ်နောက်ပြီးတော့ဒီဟာကိုဖြည်းဖြည်းချင်းကျွန်တော်အကောင့်ထဲပေါ်လို့ရမယ်နှစ်ခုလုံးကျွန်တော်တို့ကအစင်းမြင့်ပညာဟိုတော့ပြိုင်သွားနေရမှာပဲဒါကျွန်တော်ဆက်လုပ်ရမယ်လို့ထင်ပါတယ်ကျွန်တော်စနစ်ပညာဥပဒေထွက်လာတော့စောင့်လို့မရအောင်ဒါကလောက်ခွင့်ရတယ်ဆိုလောက်ရမယ်ကိစ္စအစိုးရလည်းခွင့်ပြုတယ်ဆိုရင်ပေါ့ဟုတ်တာပေါ့ဆိုဘယ်လိုပုံစံလုပ်မယ်ဆိုတာဒါကျွန်တော်တို့ဒီမျိုးဆက်အတီးတီးအကုန်လုံးတက်တန်နဲ့ထောက်အောင်ကျွန်တော်တို့ပြန်ပြီးတော့ဟိုစီးလုံးနဲ့ပြန်ပြီးညှိရမယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ဒီကိစ္စတော့အလောက်နဲ့ပဲကျွန်တော်ထားခဲ့တာကောင်းမယ်အခုကျွန်တော်တို့ဆက်ဆွေးနေကြတာဒီအစိုးရအသစ်တက်လာပြီးတဲ့ကျွန်တော်ရွေးကောက်ပွဲဒီမဲဆွယ်စီယိုရေးကာလတုန်းကကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့အောက်မှာအများကပြောကြတာတည်ပြီးတော့ပြောကြတာပေါ့နော်ဒီ436နဲ့59စလုံးနော်ဆိုတော့ဒီ2008ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ဟာမှာလည်းပဲចောင်းသားတို့လှုပ်ရှားမှုကအရေးပါခဲ့တယ်တောင်းဆိုခဲ့တာရှိတယ်ဆိုတဲ့အခါကျတော့ဒီအခုလက်ရှိနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်တန်းမှာကျွန်တော်တို့ဟိုအခုအချိန်တွေကဘာကြောင့်ပြောရလဲဆိုတော့ဒီတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေက NCA ထိုးတဲ့ဖွဲ့လည်းရှိတယ်မထိုးတဲ့ဖွဲ့လည်းရှိတယ်တခါ21ပင်လုံးကိုဥတည်ပြီးသွားနေကြတာရှိတယ်တစ်ချိန်ကြာလို့ရှိရင်တို့ကလည်းပဲဒီ2008နဲ့ပတ်သက်ပြီးတော့မှတောင်းဆိုမှုတွေရှိလာမှာပဲနိုင်ငံကြီးကအကုန်လုံးကဒီဟာကိုပဲဥတည်ပြီးနောက်ဆုံးဂိတ်ဆုံးမှာပဲလေဆိုတဲ့အခါကျတော့ဒီတက်တန်းအတွင်းမှာဒီ9နှစ်4နှစ်ပေါ့4နှစ်တက်တန်းကျန်တဲ့တက်တန်းအတွင်းမှာ2008ဖွဲ့စည်းပုံကိုပြင်မယ်ဆိုလို့ရှိရင်ပြင်လာနိုင်တဲ့လားလာရှိသေးလား။အားကြောင့်လဲဆိုကျွန်တော်တို့ကအခုလက်ရှိအချိန်မှာတစ်နှစ်ကာလမှာအစိုးရကဒီတိုင်းပြည်မှာအုပ်ချုပ်ရေးစီးပွားရေးကျန်းမာရေးပညာရေးကိစ္စတွေကိုဇောင်းပေးပြီးဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်2008ဖွဲ့စည်းပုံပြင်ရေးဆိုတဲ့ဟာကိုမလှည့်နိုင်တဲ့သဘောမျိုးဖြစ်တယ်။အချိန်တွေကလည်းမဖြစ်နိုင်ဘူးလေ။ဆိုတဲ့အခါကျတော့ဒါပေမဲ့ကျန်တဲ့4နှစ်သက်တမ်းအတွင်းမှာဖြစ်လာနိုင်တယ်လို့ခံမှန်းလို့ရဘယ်လိုမြင်လဲကိုနန်းလဲ။ဆိုတော့အခုအစိုးရတာဝန်ယူတာတစ်နှစ်သက်တမ်းရှိတာတစ်နှစ်ပြည့်ကနေပြီးတော့ဆိုတော့ဒီအချိန်မှာတော့ဒီငင်းချိုင်းဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတော့ငင်းချိုင်းနဲ့သွားဆက်နေတာဆိုတော့ငင်းချိုင်းရေးမှာခုနအကိုပြောလို့ပဲ NCA ထိုးတဲ့ဘက်ရှိမထိုးတဲ့ဘက်ရှိမထိုးတဲ့ဘက်မှာတခါဘာထက်ကွဲလဲဆိုရင် NCA ကိုဥတီပြီးသွားနေတဲ့ဘက်ရှိတယ်ဟိုနေ့ကလို့ကျွန်တော်တို့ကပန်ခန်းညီလာကြော်ညာချက်မျိုးဆိုရင်လည်းတခါ NCA ကိုလက်မခံအောင်လက်ကြောင့်သိရှာပါဆိုတဲ့ဟာမျိုးရှိအဲ့လိုအမျိုးမျိုးကွဲပြားနေတဲ့အနေထားမှာကျွန်တော်21ရာစုပြင်လို့အောင်ဘလို့ရွှေ့ဆိုင်နေတဲ့အနေထားမျိုးမှာဒီဖွဲ့စည်းပုံပြင်မှုဆိုတဲ့ဟာကြီးကတော်တော်အလန့်ဝင်းနေတယ်ကျွန်တော်အမြင်တော့၄နှစ်အတွင်းမှာပြင်နိုင်မှုဆိုတဲ့ကိစ္စတော်တော်လေးခဲရင်းနေလို့ကျွန်တော်မြင်တယ်အဲ့လိုပုံစံလေးရှိတယ်ခဏလေးဟိုကိုရီးယားတယောက်ခေါ်တာလို့ဝေးတော့လည်းဦးစားပေးလို့ကိုတက်ခိုင်ရှိပါလားခင်ဗျဟုတ်ကဲ့မရှိပါတယ်ဟုတ်ကဲ့ပြောပါခင်ဗျဟိုကျွန်တော်မေးချင်တာသူတို့ဒီကျောင်းသားတက်မကအဆောက်အဦရှိခြင်းမရှိခြင်းကဒီတမန်လေသူကျောင်းသားတက်မကကြီးလက်ရှိရှိုးခဲ့တဲ့နေရာမှာစောက်လည်းပဲကျောင်းသားတက်မကတမန်တော့ပြောင်းဝင်သွားနိုင်ဘူးဘာဖြစ်လို့လဲ60နှစ်တော့နဲ့ရှိုးခဲ့တဲ့ကျောင်းသားတက်မကကြားထဲမှာမျိုးမျိုးဖိနေလာတယ်ခုနေ့ချိန်ကျောင်းသားတက်မကအခုချိန်ရှင်းနေတယ်ဝင်
စဉ်းစားနေတယ်ပဲအဲ့ဒါကိုဒီအဆောက်အဦရှိချင်းမရှိချင်းတမန်လုံးဝမထိခိုက်နိုင်ပါဘူးလို့အကယ်၍ဒုတိယတစ်ပိုင်းကကျောင်းသားသမဂ္ဂတရားဝင်ရက်တည်ခွင့်ပေါ့တရားဝင်ရက်တည်ခွင့်ပြီးပါလို့ရှိရင်တရားဝင်ရက်တည်ခွင့်အစိုးရပေးပြီဆိုလို့ရှိရင်သူတို့လုံးမှာကဒီအစိမပညာရေးကိုသူတို့ပြင်ပြောင်းလဲမယ်အဲ့လိုလုပ်မယ်လို့ပြောကြတယ်။မှန်ကကျွန်တော်ထင်တာအခုချိန်မှာဒီတခုခုတော့ပြောင်းလဲပြီဆိုတာသူကဒီပညာရေးပဲလုပ်နေတာအခုချိန်မှာသူတို့ကျောင်းသားအဖွဲ့တော့မျိုးကွဲနေကြပါဒီပညာရေးကိုလုပ်ဖို့တော့သူတို့နည်းနည်းခဲမှထင်တယ်။ကျွန်တော်ပြောချင်တာအခုချိန်မှာတို့တင်တာဒီကျောင်းထဲမှာတက္ကသိုလ်ထဲမှာရှိနေတဲ့မူရေးစေဝါပပျောက်ရေးဒီကျောင်းဒီပညာရေးလောကမှာအကိလေသာမှုပပျောက်ရေးအဲ့လိုမျိုးလုပ်တယ်ထင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ community တို့ခင်မှာကျောင်းထဲမှာမူရေးစေဝါလုံးဝပျောက်ပြတ်သွားတဲ့ဆက်တမိုင်းတိုင်းနေခဲ့အောင်ဒီကိုစရာလုံးခင်မှာကျောင်းဒီပညာရေးလောကမှာအကိလုံးတိုက်ခတ်မှုလုံးဝပပျောက်သွားတဲ့ဆက်ရှေ့အောင်ပြောင်းလုပ်တယ်လို့ကျွန်တော်ထင်တယ်။ဒီပညာရေးကိုကြတော့ခုဒီပညာရေးကိုကြတော့ဒီလိုလဲအစိုးရနဲ့ဒီကျောင်းသားတွေနဲ့ဆိုလို့ရှိရင်အစိုးရကိုများစွာအားကိုးနေကြတာလေဟုတ်တယ်အားကြောင့်သူတို့တခုဒီဆောင်းထွက်လာပြီးဒီမှာသူတို့သိပါတယ်ဆောင်းထွက်လာပြီးဒီမှာသူတို့ဘယ်လောက်ထိဝေဖန်ခံအောင်သူတို့သိပါတယ်ဟုတ်ပါတယ်ဆိုတော့ခဏလေး live ပေါ်မှာနေပြီပေါ့အဲ့တော့သူဆွေးနေတဲ့ဟာလည်းစဉ်းစားကြရပဲသူကဒီတခုရှိတာပေါ့ညီလေးတို့အမြင်ကပို့ပြီးတော့ကောင်းနိုင်မယ်သူဆွေးနေတဲ့ဟာပေါ်မှာဆွေးနေပြီပေါ့ခုနပြောတဲ့ဥစ္စာဟုတ်ပါတယ်ကျွန်တော်တို့လုပ်တင်တယ်လက်ရှိလည်းလုပ်နေပါတယ်ဆိုတော့တခုပဲရှိတယ်ကျွန်တော်အခုလက်ရှိလုပ်နေတဲ့မှာကျွန်တော်တို့အတွေ့အကြုံပါလဲဆိုတော့အဲ့ဒါလုပ်ပိုင်ခွင့်လိုနေတာပဲကျောင်းသားသမဂ္ဂတရားဝင်ဖွဲ့စည်းမဟုတ်ဘူးပြီးတော့တကြောင်တက်ကတာကျွန်တော်တို့ဆက်ဆံနေတာဖြစ်တယ်အဲ့တော့ဒီတက္ကသိုလ်မှာကျောင်းသားသမဂ္ဂစီယုံရေးအောင်မြင်တာလှုပ်ဆောင်မှုအောင်မြင်တာဒီတက္ကသိုလ်ပေါမခကျုံနဲ့ရဲ့သဘောထားနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်တခြားတချို့တက္ကသိုလ်တွေမှာကကျွန်တော်လုံးဝအဆင်မပြေတဲ့တက္ကသိုလ်ရှိတယ်နောက်ဒီဗမော်တက္ကသိုလ်ဆိုလွန်ခဲ့တဲ့2နှစ်ကအထိကျောင်းရဲ့တွိုင်းလက်ထဲမှာကျွန်တော်တို့တစ်ခါသုံးဆေးထွက်တွေထားနေရတော့မယ်ဒါကိုလည်းကျွန်တော်အခုလက်ရှိဗမော်တက္ကသိုလ်ကျောင်းသားသမဂ္ဂဒီဘာကသမဂ္ဂဖွဲ့ချုပ်ချိတ်ဆက်ပြီးကျွန်တော်ဆောင်ရွက်နေရရှိအဲ့တော့ဒါအောင်မြင်တာမအောင်မြင်တာဒီကျွန်တော်ရဲ့လုပ်ပိုင်ခွင့်ကျွန်တော်တို့အတိမတ်ပြုရဲ့ဥစ္စာအဲ့ဒါဒီအပေါ်မှာဓာတ်ရိုက်သွားပြီးတော့မိနေတယ်ဓာတ်ရိုက်သွားပြီးတက်ဆိုင်တယ်အဲကြောင့်ကျွန်တော်တို့ကခုနပြောသလိုပေါ့ကျွန်တော်တို့ဒီလက်ပို့ပြီးတော့များများလုံနိုင်အောင်လို့ကျောင်းသားသမဂ္ဂကိုတရားဝင်ရှင်တဲ့ရက်တွေဝင်အတိမတ်ပြုလို့ဒါအဲ့ဥပဒေများများထွက်ဖို့လိုတယ်ခုနပြောတဲ့တက္ကသအဆောက်အဦအရေးကြီးတယ်မှန်တယ်ဒါပေမဲ့ကျောင်းသားသမဂ္ဂတရားဝင်ရှင်တဲ့ရက်တည်ရဲ့အခါကျရင်ဒီသမဂ္ဂအဆောက်အဦကလည်းအမြန်ဆုံးအကောင့်နဲ့ပေါ်လာနိုင်တယ်ကျွန်တော်တို့မှညှိရမယ့်အချိန်မျိုးမဲ့အပိုင်းတွေရှိနေတာဖြစ်တဲ့အတွက်နှစ်ခုပြိုင်သွားမယ်ဆိုရင်တော့မှကျောင်းသားသမဂ္ဂတရားဝင်ရှင်တဲ့ရက်တည်ဥပဒေကအမြန်ဆုံးပြဋ္ဌာန်းလိုက်မယ်ဆိုရင်ကျွန်တော်အချိန်မြန်နဲ့ဒီတဲ့ပိုတက်နိုင်မှာတယ်ဆိုခုနအကိုပြောရမှာကျောင်းသားသမဂ္ဂအဆောက်အဦရှိဘူးတဲ့ကျောင်းသားသမဂ္ဂရှိနေဖို့လိုတယ်အမှန်ပါတယ်ဒါပေမဲ့ကျွန်တော်ဘာသွားတွေ့မိလဲဆိုတော့ဒီတက်ပေါ့ဗျာဒီဥနေဝင်းဥဆောင်တဲ့62မှာသူကဘုံခွဲခဲ့ကျောင်းသားသမဂ္ဂအဆောက်အဦရှိမနေစင်လားသူရှိနေဒီမှာစုပြီးဒီမှာလှုပ်လို့ဆိုတော့ဒီမှာသုံးရဖြစ်နေဟုတ်တယ်ဆိုတော့ကျွန်တော်ပြောချင်တာကတက်ကမရှိသေးဘူးဒီအဆောက်အဦနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့အခုချိန်ကြီးအဲ့လိုမြင်နေရတော့မယ်ကျောင်းသားသမဂ္ဂနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီအဆောက်အဦရှိနေပြီဆိုတာကျွန်တော်တက်ကိုကျန်ပြီး challenge လုပ်တာပဲမရှိစေချင်တဲ့သူတွေကိုရှိလာအောင်ရှိလာပြီဆိုတာဒါတို့ကိုပြန် challenge လုပ်နိုင်တယ်ကျောင်းသားတွေတို့လည်းစိတ်သက်ခွန်အားပိုင်းနေအများကြီးဖြစ်လာနိုင်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ဒါလေးကကျွန်တော်ခုနပြောလို့တခုပြီးမှတခုဆိုတာထက်တွဲသွားလိမ့်မယ်ကျွန်တော်အဲ့လိုမြင်ပါတယ်ဟုတ်ဆိုတော့အဲ့ဒါဆိုရင်ကျွန်တော်တို့ဟိုစားခဏဆွေးနွေးတဲ့ဟာကိုပြန်လှည့်အောင်ဟုတ်ဆိုတော့ဒီကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံကိုနန်းလေးကဆွေးနွေးတယ်4နှစ်ပဲကျန်တဲ့အတွက်ကြောင့်ဒီတက်တန်းတွဲမှာဒီပြင်ဖို့ဆိုတဲ့ဟာဖြစ်ဖို့အလားအလာနည်းနေတယ်ဆိုတဲ့ဟာမျိုးသူကဆွေးနွေးသွားတယ်အပြင်မှာလည်းပဲတော်တော်များအဲ့လိုမျိုးမြင်တယ်ဘာကြောင့်လဲဆိုတော့ဒီအစိုးရမှာလှုပ်ရှားတွေအများကြီးပုံနေတဲ့ဟာမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီဟာကိုသွားလှုပ်လိုက်ရင်တကယ်လက်တွေ့လှုပ်နိုင်တဲ့ဟာတွေကိုအဟန့်တားဖြစ်နိုင်တယ်တိုးတော်လည်းပဲဒီမျိုးသားဒီမိုကရေစီဖွဲ့ချုပ်အစိုးရကပြည်သူကိုဂရုပေးထားတာဒီဟာကိုပြင်မယ်ဆိုတဲ့ရည်ရွယ်ချက်လည်းပါတယ်ဟုတ်တယ်မလားမျိုးသားရင်ကြားစေရေးတရားဥပဒေစိုးမိုးရေး2008ဖွဲ့စည်းပုံကိစ္စတွေလည်းပါတယ်ဒါရွေးကောက်ပွဲ campaign ကာလမှာဒါအမြဲတမ်းပြောခဲ့တာဒါပေမဲ့တကယ်လက်တွေ့ဖြစ်နိုင်တာမဖြစ်နိုင် community ကတယောက်တည်းနေတယ်ဘယ်လိုမြင်လဲကျွန်တော်အမြင်ကတော့ဒီနောက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနိုင်ငံရဲ့အသက်သွေးကြောဖြစ်နေတော့ကျွန်တော်ကပြည်သူလိုလားတဲ့ဒီဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်အောင်ဒီနေ့ရရင်ဒီနေ့လိုချင်မနေ့ပြန်ရမနေ့ပြန်လို့ချင်အမြန်ဆုံးရလေကျွန်တော်နိုင်ငံတော့ကောင်းနေဘူးဒါပေမဲ့တကယ်တမ်းကျတော့အဲ့ရဟာကစုဖွဲ့အကုန်လုံးပါမှာဖြစ်မှာရှိနေတဲ့ဥပဒေဘောင်တွေကတော့လက်မှတ်ထိုးတဲ့အဖွဲ့တို့ဒီຢာတွေပဲလုပ်နေတယ်ဆိုရင်လည်းဒါပြီးပြည့်စုံတဲ့သဘောထားတွေဖြစ်လာမှာမဟုတ်ဘူးဆိုတော့အဲ့ဒီဟာကပြီးပြည့်စုံတဲ့သဘောထားအစုဖွဲ့အားလုံးပါဖို့အတွက်ကတော့ကျွန်တော်နိုင်ငံရဲ့ဒီနိုင်ငံရေး process တွေမှာပါတဲ့အဖွဲ့အစည်းအကုန်လုံးဒီနိုင်ငံမှာ meeting နေထိုင်တဲ့တိုင်းသားအဖွဲ့အစည်းအကုန်လုံးပါဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်တို့ကငင်းငင်းနဲ့တွားပြီးတိုက်ရိုက်ပတ်သက်နေပြီငင်းငင်းရှိမှငင်းငင်းရမှဒီပြီးတော့ဖွဲ့စည်းတွေအားလုံးရဲ့ဘုံသဘောတူညီတဲ့လမ်းစဉ်ရှိမှသာလဲ2008ဖွဲ့စည်းပုံကိုပြင်တာဖြတ်တာ
အသစ်ပြန်နေရေးဆိုတာဘယ်လိုမျိုးပုံစံဖြစ်ဖြစ်လုပ်လို့ရမှာဆိုငင်းငင်းကြီးဒီကျွန်တော်တို့ဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကလက်ရဆက်ဆက်သူလိုဖြစ်နေတယ်ဆိုတော့ဟို NLD မှာလုံးဆရာရှိတာအများကြီးမှန်ပါတယ်ဒါပေမဲ့တချို့ကိစ္စတွေကအရင်အစိုးရရဲ့လက်ကျန်အမိုက်တွေကိုရှင်းနေရဖြစ်ဆိုတော့ဟိုကျွန်တော်တို့ကစဉ်းစားတဲ့အခါဂိုင်းမြဂိုင်းသားချိုးမလားအမြင့်ကလှန်ပြီးတော့အသစ်ပြန်ဆိုင်မလားစဉ်းစားတဲ့အခါဒီအပင်ကြီးကမကောင်းဆိုရင်တော့ဂိုင်းမြဂိုင်းသားချိုးနေလေအခက်လက်ကသူ့အတူအတက်ထွက်လာအောင်မှာဆိုတော့ဒုက္ခသူတို့ဖွာခဲ့တဲ့အမိုက်တွေကဒီအမိုက်သိမ်းလဲနောက်ခန္ဓာတစ်ခုကနေအမိုက်ကဖြစ်နေအောင်မှာအဲ့ဒါရဲ့အဓိကပြဿနာအရင်းမြစ်ကဘာလဲဆိုတော့ကျွန်တော်တို့ကြည့်ပြီးတော့အများဆုံးဖြေရှင်းနိုင်ဖို့လိုတယ်ထင်ပါဘာပဲပြောဟိုလုံးဆရာရှိတာအများကြီးရှိတယ်ဒါပေမဲ့အရေးကြီးဆုံးကိုတော့ဟိုအမြန်ဆုံးလုပ်ဖို့အတွက်စပြီးညီလိုက်ရှာတင်ပါနောက်တစ်ခုရှိတာအဲ့ဒါဘာလဲဆိုတော့ဒီဖွဲ့စည်းပုံမှာပြင်တဲ့ဟာပေါ့နော်ဒီဖွဲ့စည်းပုံကိုဘယ်လိုပြင်လို့ရမလဲဆိုတဲ့ဟာအဲ့ဒီဒီအပိုက်ကအရေးကြီးတယ်လို့ထင်တယ်လက်ရှိအခြေအနေကလွတ်တော်ထဲမှာဆိုရင်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကိုယ်စားလှယ်အားလုံးကပြင်ချင်းသည့်တိုင်အောင်မှဒီဟာကပြင်ဖို့အလားအလာရှိနိုင်သေးလားကျွန်တော်ပြင်တာဥပမာဆိုကြပါစို့ဒီတက်မတော်သားဘလောက်ပဲဒီဘက်ကဥပမာကျွန်တော်တို့မှာဒီမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကလွတ်တော်တိုင်းမှာအများစုဆိုပေမဲ့ကျန်တဲ့နိုင်ငံရေးပါတီငယ်လေးတွေလည်းကိုစားပြုထားတာရှိတယ်တိုင်းသားပါတီလည်းရှိတယ်ဟုတ်တယ်မလားနောက်တစ်ခါတက်မတော်သားကိုယ်စားလှယ်ရှိတယ်ဆိုတော့ဒေါအောင်ဆန်းစုကြည်ပြောပြတာရှိတယ်မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကိုယ်စားလှယ်တွေအားလုံးကပြင်ကျင်နေဆိုရင်တော့မှအကုန်လုံးရှိသမျှနော်လွတ်တော်ထဲမှာရှိတဲ့ပါတီတွေကပြင်ကျင်နေဆိုရင်တော့မှတပ်မတော်သားတယောက်ကထောက်ခံမှဒီဟာကိုပြင်လို့ရမယ်ဆိုတော့ပြောဦးတာရှိတယ်ကျွန်တော်မှတ်မိတာဒါဥပဒေရလေဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်မယ်ဆိုတဲ့မှာလက်တွေ့ပြဿနာကိုပြောတာဆိုတော့ဒါဆိုလို့ရှိရင်ဘလောက်ပဲဟိုဒါပေမဲ့တစ်ပိုင်းမှာလည်းပဲဒီဟာကိုဟိုမပြင်မဲနဲ့ဆိုတော့အစ်စ်ဆွဲပြီးတော့ဒီတွားမယ်ဆိုရင်ရောဆိုတဲ့ဟာပေါ့ကျွန်တော်သိကျင်တာအခုကဘာဖြစ်နေလဲဆိုတော့တစ်ချိန်ကြာရင်ဒီဖွဲ့စည်းပုံကိစ္စအားလုံးလဲလာမှာပဲဥပမာဘာကြောင့်လဲဆိုတော့ကျွန်တော်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရရှိတယ် NCA ထိုးရတာလည်းရှိတယ်မထိုးထားဘဲနဲ့ပြီးသက်မနေ့ကဆိုရင် UNFC အဖွဲ့နဲ့ဒီတွေ့တာရှိတယ်နောက်တစ်ခါဝါနဲ့တခြားလက်မှတ်မထိုးထားတဲ့အဖွဲ့တွေရှိတယ်အဲ့ဒီအဖွဲ့တွေထဲမှာလည်း UNFC ကတက်တွေအဖွဲ့တွေလည်းပါတာရှိတာပေါ့အဲ့လိုရှုပ်ထွေးမှုတွေရှိတယ်တစ်ချိန်ကြာလို့ရှိရင်တို့ကနိုင်ငံရေးတောင်းဆိုမှုကတို့လာနေမှာပဲလေဒီအဲ့ဒီဟာမှာ2008ဖွဲ့စည်းပုံကနောက်ဆုံးဒီ gate မှာပဲလာဆုံးမှာဆိုတော့အဲ့ဒီဟာကိုသွားဖို့အတွက်ကအခုဖြစ်နေတဲ့ပုံစံကကျွန်တော်တို့ NCA ရှိတယ် NCA ထိုးပြီးတဲ့လူတွေက21ပင်လုံးတက်လို့ရတယ်21ပင်လုံးဆိုတာနိုင်ငံရေးကစကားပြောတာပဲလေတစ်ချိန်ကြာရင်ဒီ2008ဖွဲ့စည်းပုံကိုထိလာတော့မှာဒါပေမဲ့တက်ကတော့အခုချိန်ဒီကျွန်တော်တို့ပြီးခဲ့တဲ့21ပင်လုံးမှာဒီ2008ဖွဲ့စည်းပုံကိုပဲသူကဒါခိုင်မာမာပြောထားသေးဟုတ်တယ်မလားဆိုတော့ဒီလိုမျိုးအကြက်တဲဟိုသွားဖောက်ထွက်နိုင်ဖို့ဆိုလို့ရှိရင်ကျွန်တော်စဉ်းစားတာဒီ၄နှစ်အတွင်းမှာအာရိဟာတွေအားလုံးစုံတဲ့ဆုံရက်ကနေအေးစစ်စစ်နဲ့စကားပြောပြီးတော့ဟိုဘယ်လိုခေါ်မလဲအဆုံးသက်ကောင်းတဲ့ဟာမျိုးပေါ့အားလုံးလက်ခံပြီးတော့မှဒီနောက်ဆုံး2008ကိုပြင်တယ်ဆိုတဲ့ဟာမျိုးကိုသွားလို့ရနိုင်မယ်လို့ယူဆလားဆိုတော့အကိုပြောရတယ်မှာကျွန်တော်ထင်တယ်အဖြေပါရထင်တယ်အဲ့ဆိုတက်ရှိတယ်အစိုးရရှိတယ်တိုင်းသားဘက်ချမ်းမှာ3ဘွဲလောက်꿰နေဆိုတော့ဟိုကျွန်တော်အုပ်စု3စုရှိနေဆိုတော့ကျွန်တော်အမြင်ကဆို NLD ဆိုတော့1988အရေးတော်ဝင်ပြီးနောက်မှာပေါ်လာတဲ့အဖွဲ့အစည်းဆိုတော့ဒီမိုကရေစီရဖို့အတွက်အာဏာရှင်ဆိုတော့တိုက်လာတာဒီဘက်ကတိုင်းသားအဖွဲ့ကလည်းပဲသူတို့တိုင်းသားခွန်တွေတိုက်လာတာဆိုတော့ဘုံတော့သွားတူတယ်ဒါပေမဲ့ဘုံတူတဲ့အဖွဲ့အစည်းဒေတာမှာတော့သဘောထားကွက်လေးရရှိတယ်နောက်ဆုံးများဒီ NLD အစိုးရနဲ့တိုင်းသားအုပ်စုကြီး3စုနဲ့ညွတ်သွားနေတာမှာသူတို့ရဲ့ဘုံရန်သူဖြစ်တဲ့တက်ကရှိသေးတယ်တက်တဲ့ဘောမတူမနဲ့ကုနာပြောတယ်တက်မတော်သားကိုတရားမပါဘဲနဲ့ပြင်လို့မရအောင်ဆိုတော့တက်ကတဲ့ဘောမတူပြင်လို့မရအောင်အခုပြဿနာကတိုင်းသားအုပ်စု3စုရောတက်ကောအစိုးရရောအဲ့ဒီပုံစံတွေကညှိလို့မရသေးဘူးဆိုတော့အဲ့ဒီဟာဘယ်လိုလုပ်ပြီးတော့ကျွန်တော်တို့ကရှေ့ဆက်တိုးကြမလဲပေါ့ဆိုတော့အခုတော့စူးစမ်းနေတော့ NLD ဆိုရတော့စူးစမ်းနေတော့ဗျာဒါပေမဲ့တော်တော်ခက်ခဲဟိုနိုင်ငံရေးအကျက်တွေနဲ့ရုန်းကန်နေရလို့ကျွန်တော်မြင်ပါတယ်ဆိုတော့ကျွန်တော်မေးတဲ့ဟာဒီ၄နှစ်အတွင်းမှာအဲ့လိုမျိုးအားလုံးစုံပြီးတော့ okay ဒီဟာကိုပြင်မယ်ဆိုတဲ့ဟာမျိုးရဖို့အလားအလာရှိမရှိနဲသေးတယ်လို့ယူဆလို့ရလက်ရှိချိန်တွေကနဲသေးတယ်လို့ပဲယူဆခဏလေးကျွန်တော်ကိုမျိုးမအောင်ရှိပါလားခင်ဗျလက်ဗရန်ဟုတ်ပါတယ်ခင်ဗျရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပြောပါခင်ဗျာပြောပြအောင်ဗျာကျွန်တော်96ခုနှစ်တည်းကဒီတောင်းသားဒီရေတော်မှာပါခဲ့တဲ့ရောက်ပါဘူးဟုတ်ကဲ့ပြောပါခင်ဗျာဟုတ်ကဲ့ဗျာဟိုဒီမိုကရေစီပညာရေးတပိတ်ဆိုတာလဲကျွန်တော်ဒီခြေတောင်လောက်ကနေစပြီးလို့ဟိုစပြီးဝိုင်းရလာခဲ့တဲ့လူပြောက်ဟုတ်ကဲ့ဟယ်လိုကိုမျိုးမဟုတ်ကဲ့ပြောပါခင်ဗျာကိုကြားမသိဘူးကြားပြီခင်ဗျာကြားပြီအဲဒီတပိတ်ကိုလည်းစပြီးတော့ခြေတောင်လောက်ကနေစပြီးတော့ဝိုင်းရလာခဲ့တဲ့ဟုတ်ကဲ့
လူတယောက်ပေါ့ဗျာ ဟုတ်ကဲ့ အဲ့တော့ကျွန်တော်တို့ဦးနေဝင်လက်ထက်ကနေပြီးတော့မှဒီဖွဲ့ခဲ့တဲ့သမဂအဆောင်အုံးရဲ့အောင်းရဲ့နေရာမှာပေါ့နော်ဒီအဆောင်အုံးထပ်ပြီးနောက်တဲ့အသစ်ထပ်ဆောင်မယ်ဆိုတော့ဟိုဘယ်လိုမှလက်မခံနိုင်ကြမရှိဘူးတော့ဘူးကွာ ဟုတ်ကဲ့ အဲ့တော့ဗျာကျွန်တော်ရဲ့အမြင်နဲ့နောက်အခြားနေရာမှာပေါ့နောက်အသစ်နေနဲ့ဟိုတိဆောက်ပိုးကျင်တဲ့စန္ဒာလေးတော့ရှိတယ် ဟုတ်ကဲ့ အဲ့ဒါလေးကိုတော့ဟိုအကိုတွေအခုလောလောဆယ်ဆွေးနွေးနေတဲ့ထဲမှာအဲ့ဒါလေးကိုဆွေးရအောင်တောင်းလေးကျင်တယ်ကျွန်တော်ပြောချင်တာဗျာ ဟုတ်ကဲ့အခုကတော့ဒီသူတို့ကအကုန်လုံးစောင့်မယ်ဆိုတာတော့လက်ခံတဲ့သဘောရှိတယ်ဒါပေမဲ့ဘယ်နေရာမှာဘာလုပ်မယ်ဘယ်အချိန်မှာဘာလုပ်မယ်ဆိုတာတော့ဒီဘယ်လိုခေါ်မလဲသူတို့အတိအကျမပြောနိုင်သေးဘူးဘာကြောင့်လဲဆိုတော့ဒီကကော်မတီအဆင့်နဲ့သွားမယ်ဟုတ်တယ်မလား ဟုတ်ဟိုကျွန်တော်တို့ပြန်ပြီးညှိနှိုင်းအောင်ပါပါတကယ်ကြတော့စောက်တင်နေဆိုတာပြန်စောက်တင်နေရှိတင်နေဆိုတာကိုကျွန်တော်အားလုံးလက်ခံတယ်ဒါပေမဲ့ဘလူးပုံစံနဲ့ဘယ်နေရာမှာဘလူးစောက်ကြမယ်ဆိုတဲ့ဟာကျွန်တော်တို့ကဟိုအကုန်လုံးအစိုးရကိုတစ်ခုတည်းဟိုအတန်တစ်ခုတည်းထွက်ပြီးတော့ကျွန်တော်တောင်းဆိုနိုင်ဖို့တော့ကကျွန်တော်တို့မှပြန်ပြီးတော့စီဝေးလောက်ရအောင်ပါပါ ဟုတ်ကဲ့ကိုမျိုးမြောင်ကြားလာခင်ဗျဟုတ်ကဲ့လိုက်ကြသွားပြီလေဆိုတော့ကျွန်တော်တို့နောက်တစ်ယောက်ရှိပါသေးတယ် line ပေါ်မှာသူတို့စောင့်နေတာအဲ့ဒါကတော့ကျွန်တော်တို့62ဒီចောင်းသားမျိုးဆက်လို့ကျွန်တော်တို့သိရတယ်ဘယ်သူလဲဆိုတော့မသိသေးဘူးဆိုတော့နိုင်ငံရေးအခြေအနေအရဆိုရင်ဒါတေးကြတယ်ကျွန်တော်တို့အားလုံးမျှော်မှန်းခဲ့တဲ့ဒီကျွေးကောက်ပွဲဟိုမတိုင်ခင်အချိုကာလမှာဒီမဲဆွယ်ဆွေးနွေးကာလမှာအားလုံးမျှော်မှန်းခဲ့တဲ့ဒီအခင်းချင်းပေါ့ဗျာဒီအဓိကကတော့ဥတီချက်အနေနဲ့ပါတာ2008ဖွဲ့စည်းပုံပြင်နိုင်ရေးဆိုတာဒေါ်လာရဲ့အခြေအနေအရဆိုလို့ရှိရင်ကျန်တဲ့၄နှစ်မှာအားလုံးစုံနိုင်ဖို့မဖြစ်နိုင်ဟုတ်တယ်မဖြစ်နိုင်သေးဘူးဆိုတော့အဲ့ဒီဟာကိုအားလုံးလက်ခံလာဖြစ်နိုင်ခြင်းနည်းလားများလားပေါ့ဖြစ်နိုင်ပုံမှန်436လို့မျိုးဖြစ်နိုင်လားဖြစ်နိုင်ကြီးတော့နည်းလက်ရှိအခြေအနေရဆိုနည်းတယ်ငင်းငင်းဝေးနေလို့ဒါပေမဲ့ကျွန်တော်တို့ကဆိုရဟိုတောင်းဆိုတာပဲပေါ့တစ်ဖက်မှာလည်းကျွန်တော်ကဒီဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဒါမှမဟုတ်ဖြတ်သိမ်းပြီးအသစ်ပြန်နိုင်ရေးဆိုရင်ဘယ်လိုမျိုးပဲဖြစ်ကျွန်တော်တို့လည်းတူးတယောက်ချင်းစီတစ်ဖွဲ့ချင်းစီလည်းဆက်ပြီးကြိုးစားဖို့တော့လိုတယ်ဒါမှသာကျွန်တော်မြန်နီးမှာဟုတ်ကဲ့ရှင်းနေဦးကျော်လေးရှိပါဗျာ ရှိပါတယ်ခင်ဗျဟုတ်ကဲ့ ဟုတ်ကဲ့ပြောပါခင်ဗျ အဲ့ဒီဖွဲ့စည်းပုံနဲ့ပတ်သက်လို့တော့ဗျာကျွန်တော်ပြောချင်တာကျွန်တော်ရှင်းနေမို့လို့ ဟုတ်ကဲ့ ဒီဖွဲ့စည်းပုံက2008ဖွဲ့စည်းပုံကအန်တီစီပြောတာလို့ပဲဗျာတယောက်ပါပါပြင်လို့ရမယ်ဆိုတာကရာနှုန်းပြည့်ဘယ်နိုင်မှာအခု80ရာခိုင်နှုန်းကိုကျွန်တော်တို့ဟာလာအဖွဲ့ချုပ်ကဒီချုပ်ကနိုင်ပါတယ်ဒါပေမဲ့ကျန်တဲ့ပါတီတွေကလည်းပါနေသေးတယ်ဒီလိုမျိုးတက်မလို့တယောက်ပါတာတော့မှအခုဒီချုပ်ကိုတက်မလို့တယောက်ပေါင်းတာတော့မှပြင်ဖို့ခဲ့ပါတယ်ဒီလိုမျိုးပြင်နေတယ်ဆိုရင်ဖွဲ့စည်းပုံကြီးတစ်ခုလုံးလုပ်တဲ့အာဏာကိုတင်ထားတဲ့အရင်စစ်တပ်တွေကိုရပေးအောင်ကျွန်တော်တိုက်နေမှာဖြစ်မယ်အဲ့တော့ကျွန်တော်ဖွဲ့စည်းပုံကသူ့ဖွဲ့စည်းပုံနဲ့ဝန်ထမ်းမှုအဲ့ဒါပြင်ဖို့ခက်ပါတော့ကျွန်တော်တက်ကိုကျောင်းသားတယောက်အနေနဲ့ကျွန်တော်ပြောချင်တာကဟုတ်ကဲ့ကျွန်တော်62ခုနှစ်မှာအမှုဆောင်တော့ပို့ပါကိုလည်းရှိတော့အမှုဆောင်မှာကျွန်တော်တို့ကပြစ်ခတ်ထွက်ပြေးတဲ့ပါသွားတော့ဗျာအသက်မလို့လို့တာဟုတ်ကဲ့လည်းကျွန်တော်တို့ကြားမရေးကြောင်းအဲ့ဒီကျိုးဘကောကိုဘယ်ရောက်လဲလို့ကျွန်တော်တို့ဘကိုးရောမှာဝင်ရတော့မပြေပါဘူးဆိုတော့ကျွန်တော်ဒီကျောင်းမျိုးပြောချင်တာကဒီကျောင်းတော်ဟိုဖိမှန်ကိုတော့အပတ်တရလေးပြပြီးထားစီခြင်းတယ်ဒီနေရာမှာဥပဒေကျွန်တော်တို့ဖိမှန်တော်မှာကျောင်းသားမျိုးတွေကျွန်တော်ပါသေးတယ်ဗျအဲ့ဒါကြီးလည်းတက်မလို့ဖြတ်ပြီးတော့တခါကာတိုမိုင်းပေါ့ဗျာရှင်တို့တောင်ကိုပို့လိုက်ကျွန်တော်တို့လည်းဒီကာတိုမိုင်းရောက်ခဲ့တဲ့နေရာယူလို့ဖြစ်ရင်လူကြီးတွေကြိုက်တယ်ကိုရရှိတော့ကျွန်တော်တို့ဆိုပါတယ်သူတို့ကြိုက်တဲ့အတိုင်းပေါ့ဗျာနည်းနည်းညင်နေလေးထားပါခလေးလှုပ်ချင်တာလေးလုပ်ပါတိုးတော်လည်းစနစ်အစ်မှာကိုယ်စကုန်းနဲ့လုပ်လိုက်တယ်အရင်တော့ပိတ်မှာအဟောင်းနဲ့လူတွေအမှတ်တရတမိုင်းအမှတ်တိုင်ကြီးတွေအခုပြောက်တော့မှကျွန်တော်အမှတ်တဆိုးပါတယ်ကျွန်တော်ညင်နေနေနောက်လူကလည်းပဲငါတို့ဖွဲ့တယ်ငါတို့လူကြီးပဲကွာအရင်လူမဝင်နဲ့အရင်လူကလည်းထိုးတယ်လူကြီးပဲအဲ့လိုမာနတွေမထားနဲ့ပေါ့ဗျာဒီကြက်နန်းနာလေးတွေကိုပြမင်းနေတော့လည်းမိတိဖြစ်စေမမိတိဖြစ်စေကူညီခြင်းနဲ့ဆိုတော့ကူညီလို့ရအောင်နဲ့ကျွန်တော်တို့ကလည်းတမိုင်းမှာရှိတဲ့လူတွေချင်းတက်အောင်ကျွန်တော်တို့60နှစ်ပါထွက်ပြေးခဲ့တယ်ပါသွားတယ်ပေါ့ဗျာဆရာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့အချိန်ကန့်တန်းကြပါဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ခဏနေတိုင်း second point တွေမှာကျွန်တော်တို့ဒီနေ့စကားဝိုင်းကိုပေးတော့မှာအဲ့တော့ဒီတက်တန်းကျန်တဲ့၄နှစ်တက်တန်းထဲမှာအကြောင်းသားလှုပ်ရှားမှုကဘာဖြစ်လာနိုင်ငြိမ်ကျသွားမယ်လို့ထင်လားပြန်ပြီးတော့မှအသစ်တစ်ဖန်ပြန်မွေးဖွားနိုင်တယ်မယ်ထင်လားဘယ်လိုယူဆလဲကိုနေလေးဆိုတော့လက်ရှိဆိုဘက်မှာလည်းခုနဟိုဖွဲ့စည်းပုံပြင်ဆင်တဲ့အုပ်စုတွေကိုယ်ရလို့ចောင်းသားမျိုးဆက်ပိုင်းမှာလည်းဟိုပြဿနာတွေရှိနေတယ်ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့ဘုံတူညီချက်တစ်ခုနဲ့ညီတို့စုစီသွားနိုင်မယ်ဆိုရင်တော့ចောင်းသားလှူရှာမှုဟိုတဲ့အပုံစံကနည်းနည်းလေးအားကောင်းတော်လိမ့်မယ်ကျွန်တော်ပြောနေပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒီကနေ့ည RFA ရဲ့မေးပြစေဦးစီစဉ်ဒီမှာနေပြီးဆုံးပါပြီကျွန်တော်တို့ဒီညရေဒီယိုစီစဉ်တွေလည်းကျွန်တော်တို့စက္ကန့်ပိုင်းမိနစ်ပိုင်းအတွင်းမှာပြီးဆုံးတော့မှာဖြစ်ပါတယ်နားဆင်ကြည့်ရှုကြတဲ့ RFA ပရိသတ်တွေကိုကျွန်တော်တို့ကျေးဇူးအများကြီးတင်ကြောင်း RFA ဖွဲ့သားတွေကပြောကြားလိုပါတယ်ခင်ဗျာမင်္ဂလာညချမ်းဖြစ်ပါစေခင်ဗျာ